လောကကြီးတဲ့ကနေကျွန်တော်တို့ထွက်ခွာခြင်းရောက်ရင်လို့ပြောတာလူတိုင်းရဲ့အသက်မီးစာဟာကုန်သွားမယ်အဲ့ဒီကြရင်ဝိညာဉ်အတွက်စိတ်ချပြီလားဒါလေးကိုစဉ်းစားစီခြင်းတယ်ဒါကျွန်တော်ပြောပြီးတဲ့နောက်ဒီအဆိုတော်နှစ်ယောက်ကပြန်တစ်ခါသချင်းဆိုလိုက်မယ်ဒါလေးကိုကျွန်တော်ရှင်းပြမယ်ပြီးရင်သူတို့ပြန်သချင်းဆိုလိုက်မှာဖြစ်တယ်ဘဝအသက်တာထဲမှာလူတိုင်းအသက်မီးစာကုန်တဲ့အချိန်ရောက်လာမယ်အဲ့အသက်မီးစာကုန်သွားရင်မကုန်ခင်မှာစဉ်းစားပါသင်ဝိညာဉ်အတွက်အဖြေရှိပြီလားဘယ်သွားမှလဲလူတိုင်းဟာတရုတ်ဖြစ်ဖြစ်ကလားဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်လူတိုင်းဟာတရက်တော့အသက်မီးစာကုန်ရမှာဖြစ်တယ်လောကကြီးကထွက်သွားမှာဖြစ်တယ်အဲ့ဒီလိုလောကကြီးကသင်နဲ့ကျွန်တော်ထွက်သွားတဲ့အချိန်ကြရင်တမလွန်ဆိုတာရောက်လာလိမ့်မယ်အဲ့ဒီတမလွန်ရောက်လာရင်ဘယ်သွားမလဲဆိုတာစိတ်ချပြီလားဘယ်သွားမလဲဘာသာတရားတွေကိုလေ့လာတဲ့အခါမှာတကယ်ပဲနောင်ဘဝဆိုတာရှိတယ်မဟုတ်ဘူးလားဗုဒ္ဓဘာသာဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်လူတိုင်းမှာနောင်ဘဝဆိုတာရှိတယ်အဲ့ဒီနောင်ဘဝမှာသေကြတာကတော့နှစ်နေရာရှိတယ်တနေရာကတော့ကန့်နဲ့ရောပြီးလောင်နဲ့အပယ်ငရဲမိအိုင်ဖြစ်တယ်ငရဲမိအိုင်ဆိုတာအားလုံးသိပြီးသားပဲအလွန်တရာပူတယ်မနေ့ကတော့ကကျွန်တော်ဩစတြေးလျမှာရှိတယ်စစ်ဒနီမှာမနေ့ကအဲ့စစ်ဒနီမှာရှိတဲ့အချိန်မှာသူတို့ရေဒီယိုမှာကြိုတင်ကြေညာထားတဲ့မနေ့က42ဒီဂရီတဲ့အပူချိန်ကအဲ့တော့သတိထားပြီးသွားကြပါတဲ့လမ်းမှာမီးလောင်နိုင်တယ်တစ်ပင်တွေသူပွင့်ရင်းနဲ့မီးလောင်သွားနိုင်တယ်သတိထားပါတဲ့ဒါနဲ့ကျွန်တော်စစ်ဒနီကနေကင်မရာဘက်ကိုသွားတယ်တရားဟောဖို့လမ်းမှာသတိထားပြီးသွားတယ်အပင်တွေကြီးရတယ်ကားတွေကြီးရတယ်လမ်းမှာတိတ်ပူတာအဲ့ဒီအပူရှိန်တောင်မီးလောင်သွားနိုင်တယ်အန္တရာယ်ရှိတယ်ဆိုရင်ကန့်နဲ့ရောပြီးလောင်တဲ့ငရဲမိအိုင်ဆိုဘယ်လောက်ပူမလဲစဉ်းစားကြည့်ချစ်တော်ညီကိုမောင်နှမဟိုတုန်းကမြန်မာပြည်မှာတန်ရီကြိုတဲ့ဆက်တွေခေတ်မမီခင်ကတန်ကိုအရေပါနဲ့ကြိုရလဲဆိုတော့တန်ရီကြိုတဲ့ဆက်မှာလေမီးထဲမှာကန့်အတုံးပစ်ထည့်ရတယ်အဲ့ဒီကန့်နဲ့မီးရောပြီးလောင်မှအပေါ်မှာရှိတဲ့တန်ကအရေးပြောတာဖြစ်တယ်အပယ်ငရဲဆိုတာကန့်နဲ့ရောပြီးလောင်တဲ့မီးအိုင်လို့ခေါ်တယ်တန်ကျသွားရင်အရေးပြောသွားတဲ့နေရာဖြစ်တယ်ချစ်တော်ညီကိုမောင်နှမအသက်မီးစာမကုန်ခင်လေးမှာကျွန်တော်ရဲ့ဝိညာဉ်ဘယ်သွားမှလဲဒါအင်မတန်မှအရေးကြီးတဲ့မိကွန်းပါမဆုံသင်ကတော့အားလုံးကိုမေးသွားတယ်ကျွန်တော်လည်းထိုင်နေရင်းနဲ့ကိုယ့်ကိုမေးသလိုခံစားရတယ်ဓမ္မရှိတဲ့လူတွေလည်းခံစားရမှာပဲအသက်မီးစာကုန်ရင်လို့ပြောတဲ့အခါမှာနေမကောင်းတဲ့လူကိုပြောနေတာမဟုတ်ဘူးအသက်ကြီးတဲ့လူကိုပဲပြောတာမဟုတ်ဘူးအသက်မကြီးပေမဲ့လောကကအသက်မီးစာကုန်သွားတဲ့လူအများကြီးနော်တချို့တွေကနာမည်လှလှလေးပေးတယ်အသက်မီးစာမြန်မကုန်အောင်လေမောင်သက်ရှိတင်းញိုင်းကုန်းမှာလေ6လနဲ့သေတယ်တွားကြည့်တင်းញိုင်းကုန်းကလူကြီးပဲလက်ခံတာမဟုတ်ဘူးနော်ကလေးတွေလည်းအများကြီးပဲကလေးလည်းရှိတယ်ကျောင်းမပြီးသေးတဲ့လူတွေရှိတယ်တချို့တွေလေပြပထွက်ပြီးအလုံးလုံးတာမိသားစုကိုကူဖို့ပြန်သွားပြီးအိမ်မှာဘလို့စောက်မယ်ဘလို့အလားမြင်းနေရဝယ်မယ်စဉ်းစားတာပဲဒါမဲ့သူနိုင်ငံသားမှာအလုံးလုံးရင်းနဲ့အသက်မီးစာကုန်သွားတာလည်းရှိတယ်နော်ခမ ्या ကိုပြောတာမဟုတ်မတော်တဆတိုက်ဆိုင်ရင်ခွန်းလို့တချို့ကလည်းဒီလိုပြောမှာပေါ့ဖွက်လွဲပါစေအသက်မီးစာဆိုတာဒူဘိုင်းမှာမကုန်ရင်လည်းတနေရာမှာတော့ကုန်ရမှာပဲမကုန်ခြင်းလို့မရဘူးတရက်တစ်ချိန်တနေရာမှာအသက်မီးစာကုန်ရမှာအဲ့တော့တမလွန်အတွက်စိတ်ချပြီလားစိတ်ချပြီလားတမလွန်အတွက်ဘယ်သွားမလဲကြိုက်တဲ့ဘာသာလေးလားတမလွန်ရှိတယ်သေပြီးမပြီးဘူးနော်လူတွေကသိစိတ်ညင်ဘာပြောလဲသိလားငါသေမအေးမယ်
ချို့ကလည်းပြောတယ်နင်သေမအေးမယ်မအေးဘူးသိရင်အေးမှမဟုတ်ပူမနော်ပူမအောင်မအပူကစောက်နေတာဘယ်နဲ့လုံးမလဲတမလွန်အတွက်စိတ်အေးအောင်ငရဲကလွတ်ဖို့အစီအစဉ်ရှိလားကိုမေးကြည့်အဲဆိုင်စီကတော့ပြောတယ် तू မကောင်းပါဘူးတဲ့ तू မကောင်းဘူးလို့ပြောရင်တော့တချို့လူတွေကလက်ခံကြမှာလက်ခံမှာအဲဆိုင်စီကတော့အရန်ဆိုးမဲ့မတင်ပါဘူးသူရုပ်ကိုကြည့်ဟိုတရားဟောတဲ့လူပြောရင်တော့ယုံရင်ယုံမှာတချို့အဲ့လိုတွေးလဲတွေးမှာပေါ့နော်ဒါကတော့ဒီတရားဟောတဲ့လူကတော့ဒါလည်းမဲမိုးချုပ်ရင်ပျောက်တယ်ဆိုတော့ရည်တဲ့လူလည်းသိပ်ပြူတာတော့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်ပြောချင်တယ် तू ကတော့စိုးတယ်တဲ့ကျွန်တော်လေဒီကိုမလာခင်လေးမှာတာစီရဲဘက်စခန်းမှာသွားဟောတယ်ကျွန်တော်ခရစ်စမတ်တိုင်းထောင်နေရောက်တယ်ခရစ်စမတ်တိုင်းထောင်နေသွားတယ်ကျွန်တော်တရားသွားဟောတယ်သူတို့ထမင်းတွေပဲကျွေးပြီးတော့ဟောတယ်အဲ့ဒီထောင်နေရလူတွေကလေဘာဖြစ်လို့ထောင်ကြလဲဆိုတော့လွယ်လေးပဲကာယကံနဲ့မှားလို့ဒါပဲကာယကံနဲ့မှားတော့ထောင်ထဲရောက်သွားတယ်ကျွန်တော်တို့ကလေအပြင်မှာဘာလို့နေရလဲသိလားကာယကံနဲ့မမှားဘူးမနောကံနဲ့မှားရင်အပြင်မှာနေလို့ရတယ်အပြင်မှာနေလို့ရောကောင်းတယ်လို့ထင်သလားခုနအယ်ဆိုင်စီကတော့ तू ကာယကံနဲ့မှားတာဟောဒါကြောင့် तू ပြောတာလေကျမမကောင်းဘူးစိုးတယ်တဲ့ဒါမဲ့ဒီမှာထိုင်နေတဲ့မိသားစုစဉ်းစားကြည့်နော်ကာယကံနဲ့မှားရင်အစိုးရအရေးယူတယ်မနောကံနဲ့မှားရင်နောင်ဘဝမှာရင်ဆိုင်ရမယ်ဒီမှာထိုင်နေတဲ့ညီကိုမောင်တို့မနောကံနဲ့မမှားတဲ့လူရှိသလားစဉ်းစားကြည့်လေဗမာစကားကံ၃ပါးလုံအောင်ထိန်ရတယ်ဒီမနောကံဒါထိန်ရမှာထိန်နိုင်လားနည်းနည်းပါးပါးစထိန်ကြည့်ပေါ့ဒီနေ့ကနေစပြီးတော့တော်ပြီငါလောဘမကြီးတော့ဘူးရမလားလောဘသာမကြီးတာခေါက်ဆွဲနှစ်ပွဲဆွဲဖို့စဉ်းစားပြီးပြီဟိုတယောက်ကလည်းပြန်ရင်ပါဆယ်ထုတ်မလို့ဒီမှာဥဆောင်တဲ့အဖွဲ့ကလည်းကြံနာနောက်နေနော်ဆိုတော့စဉ်းစားပြီးပြီခွန်းလွတ်နော်တိုက်ဆိုင်ရင်ဥပမာပြောတာမှန်သွားရင်ခွန်းလွတ်လူဆိုတာလေဒီမနောကံကိုထိန်းနိုင်လားထိန်းနိုင်တဲ့လူရှိလားခင်ဗျာဒူဘိုင်းကိုလာတာလေအလုတ်လာလုတ်တာလေလောဘမကြီးပဲနဲ့ရောက်လာသလားဒူဘိုင်းလောဘကြီးတာမကောင်းဘူးအားလုံးသိတယ်လေဒါမဲ့ဒူဘိုင်းကိုရောက်လာပြီးအလုတ်လုတ်တာလောဘမကြီးပဲနဲ့ရောက်လာမလားငါတော့လောဘမကြီးပါဘူးအလကားပိတ်နှစ်ခုယူမယ်ဈေးတဲ့တယောက်ရှိတယ်သူဈေးရောက်နေဝယ်သူတယောက်လာတယ်ဒါဘလောက်လဲ900ရှော့ပြီးချက်ချင်းရှော့ပလိုက်300ယူသွားတယ်ဟာဟိုရှော့ပြီးလို့ပြောတော့ဒီရဝယ်သူကအရင်ပေါ့လေဟိုလူကအရင်မေးတယ်ဘလောက်ရှော့ရမလဲဈေးတဲ့ကဝယ်သူကစစ်လိုက်တာ300ထားဟိုကပြောတယ်ယူသွားတယ်ချက်ချင်းပေးလိုက်တာဝယ်သူကလေစိတ်မချမ်းသာဘူးဘာလို့လဲဆိုတော့ငါစစ်တာနဲသွားလားမသိဘူးဝယ်သူဆိုတာအဲ့လိုရှိတယ်နော်သူကလေချက်ချင်းလျှော့ရင်စိတ်မပျော်ဘူးဟာမရဘူးဘယ်ရမလဲဒါအရင်တော့မရှိဘူးဘာညာအဲ့လိုအပြိုင်ဆိုင်ပြောရသေးတယ်မဟုတ်လားမရဘူးရပါအဲ့လိုပဲထားပါဘာညာအလူရက်ဘာညာလုပ်ပြီးမှရအောင်ယူလာမှကျဉ်တ်တာလေအခုက300ထားယူသွားဆိုတော့ဟာငါစစ်တာနဲသွားလားမသိဘူးစိတ်မချမ်းသာလူဆိုတာကိုလှုပ်တိုင်းဖြစ်ရင်ရောပျော်မယ်ထင်သလားမပျော်ဘူးနော်မပျော်ဘူးအဲ့ဒါနဲ့သူများဈေးဝယ်နေတဲ့အချိန်မှာ तू ကအသားလေးမဝယ်တော့ဘဲနဲ့လစ်ထွက်သွားအပြင်မှာသွားစုံစမ်းရသေးတယ်ဒီပစ္စည်းဘယ်လောက်လဲဟိုဆိုင်မှာငါ300နဲ့စစ်တာချက်ချင်းပေးတယ်ဆိုတော့အပြင်မှာလိုက်စုံစမ်းဘယ်မှာစုံစမ်း300မရဘူးအဲ့ဒီဆိုင်ကိုပြန်ရောက်လာဘယ်လောက်လဲဈေးတရားသိတာပေါ့နေခုနစစ်ပြီးပြီတဲ့300နဲ့ဘာလို့မယူလဲတဲ့ရှော့တဲ့နောက်ထပ်ဘယ်လောက်ရှော့ရမလဲ200ထားတယ်ဈေးတယ်လေစိတ်ဆိုးတယ်
900တန်ကို300နဲ့စစ်တယ်ယူသွားဆိုတော့မယူပဲပတ်တယ်ပြန်လာတော့200ထားတယ်ထပ်စစ်တယ်အရန်စိတ်ဆိုးတယ်ဈေးတွေကဘာပြောလဲသိလားအလကားယူသွားတယ်စိတ်တူလို့ပြောလိုက်တာအလကားယူသွားတယ်အဲ့လောက်စစ်နေနော်ဝယ်သူကဘာပြောသလားအလကားယူသွားဆိုတော့2ခုမရဘူးလားလူဆိုတာလေအလကားပေးရင်တော့2ခုပြန်ရကြတယ်လူကနော်အဝစားဆိုကြွကြွအိမ်နဲ့ထုတ်ခြင်းလူရဲ့သဘောကအဲ့တော့ကျွန်တော်ပြောမယ်ပုရုဇဉ်လူသားမှန်ရင်ဘယ်ဘာသာဖြစ်ဖြစ်ဘယ်လူမျိုးဖြစ်ပါမနောကံကိုထိန်းနိုင်လားထိန်းနိုင်တဲ့လူရှိလားစဉ်းစားကြည့်ကိုယ့်အကြောင်းကိုသိမှာပဲဘယ်သူထိန်းနိုင်လဲနာရေးသွားရင်တော့မှအတုဘက်သွားရင်တော့မှဟဲ့စိတ်မကောင်းဘူးသေသွားတဲ့လူတွေဝမ်းနေရင်တော့မှမောဟင်းငါကျွေးရင်လိုက်ပွဲပါပါတယ်ဝမ်းနေလို့တဲ့စိတ်မကောင်းလို့တဲ့ဆွဲထလိုက်တာလိုက်ပွဲပါဘေးကလူတို့မှပဲထတာခမ ्या ကိုပြောတာမဟုတ်ပါဘူးလူဆိုတာကဒီမနှောထဲမှာလေလောဘမကောင်းဘူးထိမ့်လိုက်ပေါ့ထိမ့်နိုင်လားထိမ့်နိုင်ဘူးမထိမ့်နိုင်ဘူးလူကဒေါသမကောင်းဘူးသိတယ်သိရင်ထိမ့်လိုက်ပေါ့ရလားမရဘူးဒေါသလည်းမထိမ့်နိုင်ဘူးလောဘလည်းမထိမ့်နိုင်ဘူးဒေါသကိုဘယ်အချိန်ကလေးမှမထိမ့်နိုင်နဲ့သိလားအမျိုးသမီးတယောက်ဖျားရှိခိုးတယ်ဖျားရှိခိုးနေရင်နဲ့ခလေးကဘောလုံးကန်လိုက်တာနိုင်ရန်ထိအထက်သားကိုဘုံချက်ချင်းပဲသူကြည့်လိုက်တယ်ဖျားရှိခိုးခဏလေး break ပေးပြီးတော့ဘောလုံးသူ့သမီးလေးဒါလေးကြည့်ပြီးတာနဲ့အပေါ်ကတန်းပေါ်ကကြိတ်လုံးတစ်ချက်ကြည့်လိုက်ခလေးကိုကြည့်လိုက်တယ်စိတ်ထဲကသူ့ဒေါသကိုပြပြီးသွားပြီလားငါဖျားရှိခိုးပြီးအဲ့ကြိတ်လုံးနဲ့နင်းကိုမိတ်ဆက်မယ်တခွန်းမှပြောစရာမလိုမျက်လုံးလေးနဲ့သူ့ဒေါသကိုပြလိုက်တာခလေးကလေဘောလုံးမကောက်ဘူးတကားကြားမှာသွားငိုတာရိုက်မယ်တွေဘာတွေပြောစရာမလိုဘူးဒါဖျားရှိခိုးတဲ့အချိန်တော့ဖျားရှိခိုးနေတဲ့အချိန်တော့လူဟာဒေါသရှိလားရှိတယ်ဒါဖျားရှိခိုးတဲ့အချိန်ပုရုဇဉ်လူသားမှန်ရင်ဘယ်သူထိန်းနိုင်တယ်လဲစဉ်းစားကြည့်ကျွန်တော်မြို့တစ်မြို့မှာသွားပြီးတော့တရားဟောတယ်ကြားပြီလူတိုင်းဒေါသရှိတယ်အသက်ကြီးတဲ့အဖိုးကြီးကသူတယောက်တည်းအသက်ကြီးတာကျန်တာလူငယ်တွေပဲဆိုတော့ဟုတ်တယ်အဖိုးကြီးကရှက်တယ်သူကဒေါသမရှိဘူးပေါ့သူကထိန်းနိုင်တယ်ပေါ့မထိန်းနိုင်ဘူးပြောရမှာရှက်တယ်လေအသက်ကြီးတာသူတယောက်ပဲပါတာထိန်းနိုင်တယ်တဲ့သူကကျွန်တော်မေးတာပေါ့ဒေါသထိန်းနိုင်လားသူများပြောတယ်မထိန်းနိုင်ဘူးအဖိုးကြီးကလေထိန်းနိုင်တယ်တဲ့ကျွန်တော်ပြောတယ်မထိန်းနိုင်ဘူးသူကပြောတယ်မဟုတ်ထိန်းနိုင်တယ်တဲ့ကျွန်တော်နှစ်ယောက်ညင်းကြအောင်အဖိုးကြီးနဲ့ကျွန်တော်နဲ့ညင်းနဲ့အဖိုးကြီးကဒေါသထွက်လာအော်လာပြီလေကျွန်တော်မေးတယ်အခုအဖိုးဘယ်ကဒေါသထွက်လဲပြောနင်းတလောက်ပြောရင်တော့ရမလားတဲ့ဒေါသထွက်မှာပေါ့တဲ့မရှိဘဲနဲ့ထွက်မလားရှိလို့ထွက်တာပေါ့သိပါတယ်ဘာသာတွေအားလုံးကောင်းပါတယ်ဒါပေမဲ့ကိုပြန်မေးသင်ထိန်းနိုင်လားမထိန်းနိုင်ဘူးဒါကြောင့်ချက်တော်ညီကိုမောင်နှမဘာသာတရားအားလုံးကောင်းတယ်ဒါပေမဲ့အဲ့ဒီဘာသာတွေကျွန်တော်တို့ကိုမလုပ်ပေးဘူးကိုလှုပ်ရတာကိုထိန်းလောဘမကြီးအောင်ထိန်းနဲ့ဒေါသထွက်လာအောင်မလေးရှားမှာကျွန်တော်အဲ့ဒီအကြောင်းပြောတော့ကျွန်တော်တငယ်ချင်းကိုကျွန်တော်ပြောတယ်မင်းမထိန်းနိုင်ဘူးဆိုသူကပြောတယ်ထိန်းနိုင်တယ်တဲ့မင်းစထိန်းကြည့်လို့ဒီနေ့တည့်ရက်ပဲထိန်းမယ်တဲ့လောဘမကြီးအောင်ဒေါသမထိန်းအောင်ထိန်းမယ်တဲ့ပြီးတော့သူကျွန်တော်လိုက်ပို့တယ်စိုင်းနေလိုက်ကြည့်တိုးတက်တာပေါ့လေခုနအယ်ဆိုင်စီတို့မဆုံသေးတို့ပြောသလိုပေါ့လေမလေးရှားလဲသူ့ဟာနဲ့သူတိုးတက်တာဗမာပြည်တက်စာရင်တော့တိုးတက်ကြတာကြီးပါပဲဗမာပြည်ရောက်ပြည့်တိုးတက်ခြင်းကိုနိုင်ငံခြားမမီတာလဲတခုရှိတယ်အဲ့ဒါဘာလဲဆိုဘတ်စကားပေါ်ကတော့ဗမာပြည်ကတကယ်တိုးတက်တာ
ဘလောက်ကြက်ရင်တောင်မှလေ तू ကစပရားអော်သေးတယ်ဝါသနာပိုင်အထက်မှာကလို့ရတယ်တဲ့နေရာကျယ်တယ်ပေါ့လေ तू ပြောချင်တာနော်အဲ့တော့လိုက်ကြည့်ဟာမလေးရှားလဲဘာပဲပြောပလာဇာတွေအိုးတခါတည်းလာစီတီမက်တွေပါလေကြည့်အဲ့ဒီလူကလဲလေ तू တွေးသမျှ तू လိုချင်တယ်ကြိုက်ကြည့်လိုက်ထားခဲ့လိုက်ကြိုက်ကြည့်လိုက်ဈေးနှုန်းကြည့်လိုက်290နဲ့မြှောက်လိုက်မလေးရှားရင်းဂစ်ကဗမာပြည်290နဲ့မြှောက်လိုက်ပြန်ထားလိုက်ပြန်ကြည့်လိုက်မြှောက်လိုက်ထားလိုက်မလေးရှားလူတွေကအလီမြောက်သိပ်တော်တာဒီလိုပြောလို့ဒူဘိုင်းရောက်တဲ့မြန်မာတွေမတော်ဘူးမထင်ပါနဲ့သူတို့လည်းသူတို့နဲ့သူတို့တော်မှာပေါ့နော်ဒါကတော့မသိဘူးလေအဲ့တော့ကြိုက်ကြည့်လိုက်ထားလိုက်ကြိုက်ကြည့်လိုက်ထားလိုက်ပြောရလေပြောထားတယ်လေလောဘမကြည့်ဘူးဆိုပြီးတော့ကြည့်ပြီးအဲ့လောဘကိုထိန်းတာလေနောက်ဆုံးဟိုတယ်လဲပြန်ရောက်ကွာသူလေဘာလုပ်လဲဆိုတော့ကျွန်တော်အိတ်တဲ့အိယာပေါ်မှာလှဲပြီးတော့လောဘကိုထိန်းရတာဒေါသတောင်ထွက်တယ်တဲ့လောဘမကြည့်အောင်ထိန်းရင်ဒေါသထွက်လာတယ်နော်ချစ်တော်ညီကိုမောင်နှမဘာသာအလုံးကောင်းတယ်ဒါပေမဲ့သင်ထိန်းနိုင်လားအဲ့ဒီတိုင်းသင်ကျင့်နိုင်လားစဉ်းစားကြည့်တော်ပြီငါဘာသာရေးဆရာပဲလုပ်တော့မယ်ဘာသာရေးဆရာရောထိန်းနိုင်လားမလွယ်ဘူးဘာသာရေးဆရာလည်းမလွယ်ဘူးသူတို့လည်းမနိုင်ပါဘူးဟိုဘက်အိမ်ကဝက်သားချက်တယ်ထမင်းစားလာဖိတ်တယ်ဒီဘာသာရေးဆရာကိုဟိုဘက်အိမ်ကချင်းမောင်ကျော်နဲ့လာဖိတ်တယ်အဲ့ဘာသာရေးဆရာဘယ်ဘက်သွားမလဲဖိတ်ကြည့်ပေါ်သိသွားမယ်ချင်းမောင်ကျော်သူမြတ်တာရက်ခံမယ် sorry နော်ဟိုဘက်ကလေအရင်ဖိတ်သွားလို့သူအရင်နံပါတ်ပြောင်းလိုက်တာလေကျွန်တော်ပြောချင်တာကလောကမှာဘယ်ဘာသာမှဆိုကောင်းတယ်ကောင်းတာပဲပြတယ်ကောင်းတာပဲလုပ်ခိုင်းတာဒါပေမဲ့ကျွန်တော်တို့ကောင်းတာလုပ်နိုင်လားမလုပ်နိုင်ဘူးဒါပေမဲ့လေဒီလိုအသက်ရှင်ရင်းနဲ့ပဲမိစားကုန်တော့မယ်ဘယ်လိုလုပ်မလဲလောကကြီးကထွက်သွားတော့မယ်တကယ်မသေးခင်သာလူတွေကသေရဲတယ်ပြောနေတာတကယ်သေကန်ကြီးကြတော့သေရဲလားမသေရဲဘူးနော်သေပလိုက်မယ်ဘာညာပြောနေတာအမလီအယက်သမားတယောက်ရှိတယ်ငါသေရမှာမကြောက်ဘူးတဲ့လမ်းပေါ်မှာအမလီဝရင်တုတ်ကင်ပြီးတော့တရွာလုံးစိန်ခေါ်တာထွက်ခဲ့သေရမှာမကြောက်ဘူးတဲ့လမ်းပေါ်မှာအော်နေတာဘေးနာ10ဘိန်းကားတစ်စီးဖြတ်သွားတာသူ့ဘေးရောက်မှဟွန်းတီးလိုက်တာအကျယ်ကြီးဟွန်းတီးတော့လန့်သွားတာလေဝရင်တုတ်ပြစ်ချပြီးလဲသွားတာကားဟိုဘက်ရောက်မှဝရင်တုတ်ပြန်ကောက်ပြီးဆဲတယ်သေရမှာလူတိုင်းကြောက်တယ်ဘာလို့ကြောက်လဲတမလွန်တွဲအဖြေမရှိသေးဘူးနော်ဘယ်သွားမလဲဆိုတာမသိဘူးလောက်ကလည်းမလုံနိုင်တရားမရက်ကလည်းရောက်တော့မယ်ငရေကလည်းစောင့်နေတယ်ကြိုးစားလို့ပြောတော့လည်းမကြိုးစားနိုင်မဟုတ်ဘူးလားလူတယောက်မိခွက်ကိုင်းပြီးတော့မှမြစ်စိတ်ပဲသွားတယ်ညကြီးလမ်းမှာသူများနဲ့တွေ့တော့မေးတယ်သူ့ဘယ်သွားမှလဲမြစ်ထဲမှာခုန်ချပြီးသေမလို့အဲ့ဒါနဲ့နင်သေမယ်ဆိုရင်လေတဲ့အဲ့ဒီမိခွက်နှမျောစရာကြီးငါပေးခဲ့တဲ့ဟိုလူကလည်းသေခြင်းသေမိခွက်လိုချင်တာငါပေးခဲ့မပေးဘူးတဲ့မြစ်စိတ်မရောက်ခင်မွေပေါက်ရင်ဘယ်လိုလုပ်မလဲသေတာသေခြင်းတာမွေပေါက်မှာတော့ကြောက်တယ်လူနော်လူသေခြင်းနဲ့သာပြောတာသေရဲလားသေရဲဦးမသေရဲဦးတချို့ဘိုးကြီးဘွားကြီးတွေလည်းငါသေတာသေလိုက်ခြင်းနဲ့တဲ့ပြီးလဲပြီးတော့စိတ်ကန်းသွားရောသေခြင်းလည်းမသွားနဲ့ပေါ့ကြည့်လေအဲ့တော့ဒီနေ့ရောက်လာတဲ့မိဘညီကိုမောင်နှမများဘယ်ဘာသာမဆိုကောင်းပါတယ်အများကြီးပါအလွယ်ဆုံးလေးကမနောကံဆိုတဲ့စကားလုံးတစ်လုံးလေးပဲကျွန်တော်ပြောပြီးအဆုံးသတ်ပါမယ်အဲ့ဒီမနောကံလေးကိုထိမ့်လိုက်တော်ပြီငါဒီစိတ်ကိုလေ
နိုင်အောင်ထိမ့်မယ်လောဘမကြီးတော့ဘူးမကြီးပဲနေနိုင်လားတချို့ကလောဘသာမကြီးတာဗမာပြည်ငွေလွှဲကန်นี่မေးတယ်ဘယ်စီလဲတက်ဖို့ရှိလားကြာဖို့ရှိလားဒီဇင်ဘာဆိုတက်တယ်ဟဲ့အဲ့ဒါဆိုလေဒီဇင်ဘာကျမှလွှဲတော့မယ်ဒီဇင်ဘာကြာသွားလို့လေဒေါသရမ်းထွက်တယ်နေပြောလို့ငါတော့အခုကြိတ်ကြတော့ဆော့ဆော့လွှဲမပူရမှာမရောငါလည်းပဲတိမလို့နေရလဲပါညာသူ့လောဘဒေါသပါလာတာနောက်ဆိုနေပြတော့မယုံတော့ဘူးသူ့လဲလွှဲလဲပြီးတော့တကယ်တက်လာဟာတော့ဆော့ဆော့တော့လွှဲမိတယ်ဒုက္ခပါပဲနေပြတော့မှန်တယ်နော်အခုတော့ငါမှယော့သွားပြီချက်တော်ညီကိုမောင်တော်မှာတကယ်မနှောကောင်နိုင်ရဲ့လားမနိုင်ဘူးဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာမွတ်စလင်ဘာသာဘာသာတွေအားလုံးဘာလို့ လဲထိန်ရတာမလုပ်ပေးဘူးနင်တို့အပြည့်ရှိတယ်နော်ငါကူညီမယ်ဆိုတဲ့ဘာသာရှိလားမရှိဘူးကိုလုံးကိုခန့်ဒါပဲဘာသာတရားဆိုတာဒါပဲကိုလုံးကိုခန့်ကိုလုံးကိုခန့်ဆိုဘယ်မှာသွားခံမလဲငရဲပဲပေါ့ကိုကမကောင်းတာသိတယ်မရှောင်နိုင်ဘူးကောင်းတာသိတယ်မလုံနိုင်ဘူးလေမဟုတ်ဘူးလားစဉ်းစားကြည့်ဒီလိုနဲ့ပဲမိစာအကုန်တော့မယ်တပြေးပြေးနီးလာပြီဒါဆိုဘယ်လိုလုပ်မလဲဒါကြောင့်မလို့အင်မတန်တိုတောင်းတဲ့မိစာမကုန်ခင်လေးအသက်တန်းလေးဒီမှာမြန်မြန်စဉ်းစားကိုကမလုံနိုင်ဘူးဒါကြောင့်ခရစ်စမတ်ဆိုတာဒါပဲချစ်တော်ညီကိုမောင်တို့တလောကလုံးကိုကယ်တင်ဖို့ယေရှုလာမွေးတာဒါခရစ်စမတ်ပဲခရစ်စမတ်လို့ပြောလိုက်ရင်လူတွေကလေဟာခောက်ဆွဲတွေမျက်စိတွေမြင်လာဟာဝက်တွေနဲ့ဒေအိုးတွေထဲမှာထဲပြီးတော့တချို့လည်းဝက်ကိုနာမည်ပေးထားတယ်ခရစ်စမတ်ဘာခရစ်စမတ်ကြရင်နေ့ကိုတတ်စားမှာဒါကြောင့်ဝက်ကိုနာမည်ပေးတယ်ခရစ်စမတ်ဒါကြောင့်ကာတွန်းလေးတစ်ခုမှလေဝက်တွေကြက်တွေကဂီတာကင်ပြီးတော့တီးနေတယ်တချင်းဆိုနေခရစ်စမတ်ကိုကြောက်တယ်တဲ့တကယ်သူတို့ဆိုတာတဘာဝကြတယ်တကယ်ကြောက်တာလေသူတို့သိရမှာ哦အဲ့ဒါကိုလူတွေကတက်ဆိုနေတာနော်ဆိုတော့ခရစ်စမတ်ဆိုတာဒီဝက်တွေကြက်တွေတက်တဲ့ပွဲမဟုတ်ပါဘူးဘီယာတွေတောက်တဲ့ပွဲလည်းမဟုတ်ပါဘူးတချို့ကမသိဘူးခရစ်စမတ်ဆိုတော့ဘီယာတိုက်မလားတဲ့ဘာခရစ်ယာန်တွေကလည်းဘီယာပဲတောက်တာ哦ခရစ်ယာန်တွေကလည်းခရစ်စမတ်ဆိုရင်ဘီယာတောက်မယ်အရက်တောက်မယ်ကယ်စင်းဆိုပြီးတော့မှပလင်းထုတ်ပြီးဆွဲလိုက်သေးတယ်နော်ခရစ်ယာန်တွေကမလေးပလင်းဝဲဒံဝဲအဖွဲရလဲမိုက်တယ်ခရစ်စမတ်ပြီးဖခင်เจ้าမှာသွားဝဲအများကြီးရတယ်တဲ့ခရစ်ယာန်တွေကလည်းတော်တော်ကောင်းတဲ့ပုံသက်တယ်နော်ဒီထဲမှာတောက်တဲ့လူပိုင်ခွတ်လွတ်နော်ခမည်းပြောတာမဟုတ်အဲ့တော့နားလေရမှာခရစ်စမတ်ဆိုတာကယ်တင်ရှင်ယေရှုလောကမှာလာမွေးတာလူစားတီလာခန္ဓာအဲ့ဒါခရစ်စမတ်လေယေရှုဆိုတာတကယ်မွေးလို့လားတေချာလို့လားရှိလို့လားစဉ်းစားရမယ်လေတချို့ကလည်းပြောတော့ဗောရှိလားမရှိလားမသိပါဘူးတဲ့ခရိယန်တချို့လည်းမသိတာလည်းရှိသေးတယ်တေချာလားလို့မေးရင်အခု2015အဲ့ဒါကိုဘာခေါ်လဲခရစ်တက္ကရာဆိုတာခရစ်တော်မွေးတဲ့အချိန်ကနေအဲ့ဒါစတာလေခရစ်တော်သာမမွေးခဲ့ရင်ဒီခရစ်တက္ကရာ2015လည်းရှိစရာအကြောင်းမရှိဘူးလေမရှိဘူးတကဘာလုံးခုသုံးနေတယ်ခရစ်တက္ကရာဘယ်ကနေစတာလဲခရစ်တော်ယေရှုလောကမှာလူစားတိလာခံတယ်အဲ့ဒီအချိန်ကနေဒီပြက်ကလေးပေါ်တာဒါကြောင့်သူ့နာမည်ပေးထားတာဒါကြောင့်ခရစ်တော်တကယ်ရှိခဲ့တယ်ခရစ်တော်ရှိတာနဲ့ငါနဲ့ဘာဆိုင်တော့တချို့စဉ်းစားမှာပေါ့ဆိုင်နေယေရှုဆိုတာလေခရစ်ယာန်တွေအတွက်ပဲမဟုတ်ယေရှုကခရစ်ယာန်လည်းမဟုတ်ခရစ်ယာန်တချို့ကထင်တာပေါ့နော်ယေရှုဆိုခရစ်ယာန်လို့ထင်တယ်ယေရှုကခရစ်ယာန်လုံးဝမဟုတ်ကျွန်တော်ဗုဒ္ဓဘာသာ1992ခုနှစ်မှာယေရှုကိုယုံတာကျွန်တော်ကိုယ်တိုင်အရင်ကယေရှုဆိုခရစ်ယာန်လို့ပဲထင်တာခရစ်ယာန်တွေကိုမေးတော့လေဟုတ်တယ်တဲ့ဒါယေရှုကခရစ်ယာန်တဲ့သူတို့ကလည်းသိသိတာမဟုတ်ပါဘူးသူတို့ကလည်းခရစ်စမတ်မှာတည်မလားဆွဲဖို့လောက်စောင့်နေတာပေါ့ခမရောက်ပြောတာမဟုတ်နော်ခွတ်လို့နော်တိုက်ဆိုင်အဲ့တော့ယေရှုကခရစ်ယာန်လုံးဝမဟုတ်ဘူးဆိုတာအဲ့တမန်ကျမ်းစာမှာကျွန်တော်အစဆုံးဖတ်ပြီးပြီကောင်းတွေ့တယ်ယေရှုကခရစ်ယာန်မဟုတ်လုံးဝမဟုတ်ယေရှုဆိုတာအပြစ်ရှိတဲ့လူကိုလာကယ်တဲ့သူခရစ်ယာန်ဘာသာရဲ့ဖခင်လည်းမဟုတ်ဘူးနော်တခါတည်းပြောလိုက်
ရစ်ယာန်ဘာသာရဲ့ဖခင်လည်းမဟုတ်ဘူးတချို့ကယေရှုဆိုခရစ်ယာန်ဘာသာဖခင်ထင်တာအခုကျွန်တော်ပြောတဲ့ယေရှုကဖခင်เจ้าမှာကတ်ထားတဲ့ပုံမဟုတ်ဘူးနော်အဲ့ဒီပုံကခမည်းနဲ့ကျွန်တော်ကယ်ဖို့မပြောနဲ့သူ့တော်ကျွန်တော်ခဏခဏကယ်ရတာဟိုနာပြုတ်ကြဒီနာပြုတ်ကြပြန်ကောက်လိုက်ဟိုမှာကတ်လိုက်ဒီမှာခွာလိုက်နော်အဲ့ဓာတ်ပုံမဟုတ်ဘူးအဲ့ဓာတ်ပုံကဘယ်သူမှမကယ်ဘူးကျွန်တော်ပြောနေတဲ့ယေရှုကမျက်စိနဲ့မမြင်ရဘူးဒါပေမဲ့သူတကယ်ရှိခဲ့တယ်အခုလည်းရှိတယ်ခုလည်းရှိတယ်ဆိုတော့အဲ့ဒီယေရှုရဲ့အဓိပ္ပာယ်ကအပြစ်ရှိသောသူကိုကယ်တင်သောသူခရစ်ယာန်မဟုတ်နော်အပြစ်ရှိသောသူကိုကယ်တင်သောသူခမည်းခရစ်ယာန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်ဓမ္မမကလို့ဟလားဗုဒ္ဓခရစ်ဖြစ်ဖြစ်ဗုဒ္ဓခရစ်လည်းရှိတယ်နော်ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်နှစ်ယောက်ယူတာမွေးတဲ့ကလေးတာပါလဲနေဘာသာလဲအဖေကိုကြည့်တော့ဗုဒ္ဓဘာသာသူ့အမေရှင်းပါမယ်တာဘာသာလဲအမေကိုကြည့်ခရစ်ယာန်အဖေနဲ့အမေနှစ်ယောက်တီးပြီးကြည့်တဲ့အချိန်မှာမေရောဖိုးသားနေဘာသာလဲအဖေကြည့်လိုက်အမေကြည့်လိုက်ဗုဒ္ဓခရစ်တဲ့ကာပြသိမ့်လေတယ်အခုအမေရိကန်မှာနောက်တစ်မျိုးပေါ်နေအမေရိကန်မှာလေနောက်တစ်မျိုးပေါ်တယ်ခရစ်စလမ်နဲ့ဟိုအစ်ပေါ်ပြီခရစ်ယာန်လည်းမဟုတ်အစ္စလာမ်လည်းမဟုတ်နှစ်ခုပေါင်းခရစ်စလမ်နဲ့အင်းအတောက်နာမလေးတိတ်ချမ်းသာသူတို့ကလည်းအကြီးကျယ်သာသနာလုပ်တယ်သူတို့လည်းဘာသာအများကြီးလာအောင်မယ်နောက်ဆက်လာအောင်မယ်နော်ဟိုကအခုနဆိုင်းစီကလည်းပြောတယ်ဖျားဆိုတာရှိလို့လာတယ်သူအစိတ်ထဲမှာအဲ့လိုတောင်ဖြစ်ခဲ့တယ်တဲ့သူလည်းနော်ဖြစ်ခဲ့ဘူးတဲ့ကြည့်လာမယ်အများကြီးလာမယ်နောက်ပိုင်းမှာမျိုးလာမယ်အဲ့ဒီတော့ဘယ်ဘာသာဖြစ်ကောင်းပါတယ်ဒါပေမဲ့သင်ကြည့်မှရမယ်သင်ကြည့်နိုင်လားတချို့လည်းပြောတယ်ဖြည်းဖို့ဆရာရဲ့အဲ့ဖြည်းဖို့ကသပင်တောင်ဖြူပြီသွားတွေလည်းမရှိတော့ဘူးသူဖြည်းဖို့ကသွားတော့မယ်မှာတလန်းလန်းနေပြီအခုတည်းဒီဖြည်းဖို့ဘယ်တော့ကြည့်မှလဲကြည့်နိုင်ဘူးဗမာစကားအရှင်းဆုံးပဲကုသိုလ်တပည့်ငရဲတပိတ်တာကုသိုလ်ကနှစ်ပဲလောက်လောက်တော့ငရဲကရှင်းနေတာပဲတပဲမှာတပိတ်တာဆိုနှစ်ပဲမှာတင်ချာနဲ့တွက်ကြည့်လိုက်ပေါ့ဒီခေတ်လေကုသိုလ်နဲ့အကုသိုလ်ဘာများလဲအကုသိုလ်ပဲများတယ်မဟုတ်လားစဉ်းစားကြည့်ဟိုတော့ကလူကြီးကခလေးကိုရိုက်လို့ရတယ်မဲအခုခလေးရိုက်လို့မရဘူးခလေးကလူကြီးပြန်ပြောတာနော်စူချင်းအိမ်မှာစူအပြင်မှာလုံးဝလာမစူနဲ့တငယ်ချင်းရှေ့မှာလာမပြောနဲ့အမဲလွယ်ဘူးခမရောက်ပြောတာမဟုတ်ပါဘူးမလွယ်ဘူးနော်အရင်တော့ရတယ်အခုမရဘူးအရင်တော့ရံပြင်းလက်နဲ့ပဲရိုက်ကြတာအခုကမဟုတ်ဓာတ်တွေပါလာပြီအမေရိကမှာဆိုတနက်ပါလာတွေ့လားခလေးတယောက်ကပြစ်ထလိုက်တာသေကုန်တာဒါကြောင့်အမေရိကသွားရင်ခလေးတွေတွေ့ကြည့်ရသေးတယ်လက်ထက်ပါကင်ထားလဲဆိုသူတို့ကတနက်ပါတယ်ငါတို့ကတော့ဘာမှမပါဘူးရှူးသေးပဲပါတော့ခလေးတွေလာလဲကြည့်ရသေးတယ်နော်အခုခေတ်ကမလွယ်ဘူးပို့ဆိုးလာတယ်မဟုတ်ဘူးလားစဉ်းစားကြည့်ဟိုတော့လေမြန်တစည်းပြက်ကြဆိုတော့အကြာကြီးနေမှတစ်ခါကြားတာနော်အခုကမကြခင်တစ်ခုကြားရတယ်ကြည့်လေမြန်တက်သွားပြီဒိန်သွားပြီပင်လယ်ထဲမှာဒိုင်ပင်ထိုးသွားပြီခဏကြားရတယ်အခုကစဉ်းစားကြည့်နော်ခဏနေရေကြီးပြန်ပြီခဏနေငလင်လုတ်ပြန်ပြီခကြီးကတော်တော်ပြက်သွားပြီဆက်ချစ်တော်ညီကိုမောင်နှမကျွန်တော်တို့ကလည်းမကျင့်နိုင်ဘူးဒီလိုနဲ့မိစာကုံတော့မယ်ဘသူကဲမလဲဘာသာမကဲဘူးကျင့်ခိုင်းတာယေရှုကတော့အပြစ်ရှိတဲ့လူလာခဲ့တာခမရဘာသာဖြစ်ဘာလူမျိုးဖြစ်ယေရှုကတင့်ကိုကယ်ဖို့လာတာစဉ်းစားကြည့်ဘာသာတွေကကျွန်တော်တို့မကယ်ဘူးခရစ်ယာန်ဘာသာတွေဝင်အောင်မလားယေရှုကပြောတယ်ပါတစ်ဖက်ရိုက်ရင်နောက်တစ်ဖက်လှည့်ပေးတယ်ဖြစ်မလားခရစ်ယာန်ဥအောင်ရိုက်တာနော်သွားမလုံးနဲ့ဝေစုမတည့်လို့တွေ့ကြတာလွယ်ဘူးမွတ်စလင်လုံးမလားတရက်ကိုငါးကဘုရားရှိခိုးတယ်ရှိခိုးနိုင်မလားငါတို့ကငါးနဲ့ပဲစားနိုင်တဲ့အဖွဲ့တွေငါးကတော့မရှိခိုးနိုင်ဘူးတခါမှတလေရှိခိုးမဲ့ပွဲနေ့ရောက်ရင်တော့မဟောစိတ်ညစ်တယ်နော်ဘ
ဖျားရှိကိုမြန်ရှိကိုလိုရင်းတို့ရှင်တချင်း9ပိုက်ရှိတာ1နဲ့5ပဲဆို1နဲ့3 4 5ဆိုရင်ဒေါသထွက်တယ်နော်တရားဟောရင်တိုးတိုးဟောဒါမျိုးလာတာတိုးတိုးဟောတဲ့ဆရာဆိုခဏခဏဖိတ်တယ်ကျွန်တော်ပြောချင်တာဘာသာတွေကောင်းတယ်လူအမှမရတာတော့ယေရှုကလာကဲတာဘလို့ကဲလဲအနှစ်30ကျော်သူတက်တော့ထင်ရှားတယ်မြေကြီးပေါ်မှာနံပါတ်1တရားဟောတယ်သူပဲတရားဟောတာမဟုတ်ဘယ်ဘာသာမဆိုတရားဟောတာရှိတယ်ဘယ်ပုဂ္ဂိုလ်မဆိုတရားဟောတာရှိတယ်နံပါတ်2တကူပြတယ်မျက်စိကန်းတဲ့လူမြင်ခိုင်းနားပင်းတဲ့လူကြားခိုင်းသေတဲ့လူရှင်ခိုင်းတကူပြတယ်ယေရှုပဲတကူပြတာမဟုတ်တခြားသူတော်စင်တွေလည်းတကူပြတယ်တကူပြတယ်လေအများကြီးရှိတယ်ဘယ်ဘာသာမဆိုတရားပြတယ်တကူပြတယ်နံပါတ်3သူကိုယ်တိုင်သေတယ်လက်ဝါးကတ်တိုင်မှာသူအသေးခံတယ်လက်နှစ်ဖက်ကိုတန်ရိုက်တယ်ခြေထောက်ကိုတန်ရိုက်တယ်ခေါင်းမှာဆွေးတရဘူးစောင်းတယ်သွေးတွေကျလာတယ်နှလုံးကိုလန်နဲ့ထိုးတယ်သွေးနဲ့ရေကျတယ်ပြီးမှသူ့ကိုတကြိုလိုက်တယ်3ရက်ကြတော့သေခြင်းကပြန်ရှင်တယ်လူတွေနဲ့တူတူရှောက်သွားတယ်ရက်ပေါင်း40ပြီးတော့အရှင်လက်လက်ကောင်းငင်တက်သွားတယ်လူတွေအများကြီးသူ့မြင်ရတယ်မယုံတဲ့လူလည်းမြင်တယ်ယုံတဲ့လူလည်းမြင်ကြတယ်သေခြင်းမြစ်စုမှန်ကိုအောင်မြင်တဲ့ဘုရားဖြစ်တယ်သေပြီးရှင်တာမဟုတ်ဘူးနော်သေပြီးရှင်တာကိုကြော်တယ်သေပြီးရှင်တဲ့လူအများကြီးနော်ယေရှုပဲမဟုတ်တခြားလူလည်းရှိတယ်သေပြီးရှင်တာအဲ့ဒါကိုဗမာလိုပါခေါ်လဲသေရွာပြန်တဲ့ရှိတယ်မဟုတ်လားရေခဲတိုက်တွေကထွက်လာတာတို့သေပြီးတင်ပြီးတော့မှအခေါင်းအောင်ပြင်ပြီးမှပြန်ထတာတို့ရှိတယ်လေရှိတယ်သေရွာပြန်ဒါပေမဲ့အဲ့လူတွေအလုံးမလုပ်လဲပြန်သေရတယ်မဟုတ်လားဒါကြောင့် तू ကသေပြီးရှင်တယ်လို့ခေါ်တယ်ဒါပေမဲ့သေခြင်းအောင်တယ်မခေါ်ဘူးယေရှုကျတော့သေတယ်ပြန်ရှင်တယ်မပြီးသေးဘူးအရှင်လက်လက်ကောင်းငင်တက်သွားတယ်ဘယ်တော့မှပြန်မသေးတော့သေခြင်းမြစ်စုမှန်ကိုအောင်မြင်တယ်လို့ခေါ်တယ်ကောင်းငင်အောင်မြေကြီးပေါ်မှာတရားပြတဲ့လူအများကြီးတကိုးပြတဲ့လူလည်းတော်တော်များများရှိပါတယ်သေခြင်းကိုအောင်တဲ့လူကတော့ယေရှုတပါးပဲရှိတယ်ဒါကြောင့်ဒီနေ့ရောက်လာတဲ့မိဘညီကိုမောင်နှမများသေခြင်းမြစ်စုမှန်ကိုအောင်မြင်သွားတဲ့ယေရှုကဘာပြောလဲငါသားငါသမီးသင်တို့အပြစ်အားလုံးကိုငါလက်ဝါးကတ်တိုင်မှာဆက်ပြီးပြီလက်ဝါးကတ်တိုင်မှာ तू အသေးခံတာကျွန်တော်တို့ခရစ်စမတ်လုပ်ဖို့မဟုတ်ဘူးပျော်ဝဲစားဖို့မဟုတ်ဘူးယေရှုလက်ဝါးကတ်တိုင်မှာအသေးခံတာဘာကြောင့်လဲ तू ပြစ်ကြောင့်မဟုတ်ဘူးမိတ်ဆွေနဲ့ကျွန်တော်တမလွန်မှာငရဲသွားမဲ့ဝတ်ကြွေးကန်ကြွေးအာကုသိုလ်ကြွေးအားလုံးကို तू ဆက်သွားတာ तू အပြစ်ကြောင့်မှမဟုတ်တာဘာသာမခွဲဘူးလူမျိုးမခွဲဘူးအစင်တမ်းမခွဲဘူးယေရှုကလူတွေကအမျိုးမျိုးခွဲတယ်နော်လူမျိုးခွဲမယ်ဘာသာခွဲမယ်အစင်တမ်းခွဲတယ်လူကယေရှုကမခွဲဘူးအားလုံးရဲ့အပြစ်ကို तू လက်ဝါးကတ်တိုင်မှာယူပြီးအသေးခံသွားတာသူ့အသွေးနဲ့ကျွန်တော်တို့အပြစ်ကိုစေကြောသွားတာတကြိုပြီး3ရက်မြောက်တဲ့နေ့မှာသေခြင်းကရှင်ပြန်ထမြောက်တဲ့ဖခင်ဖြစ်တယ်အဲ့ဒီယေရှုကမိတ်ဆွေနဲ့ကျွန်တော်ပြစ်အားလုံးကိုဆက်ပြီးပြီအဲ့ဒါကိုယုံကြည်လက်ခံရင်ယေရှုကပြောတယ်ငါ့ကိုယုံကြည်တဲ့သူဟာသေလွန်တော်လဲပြတ်ရှင်လိမ့်မယ်တမလွန်မှာငရဲသွားစရာမလိုတော့ဘူးဘာသာကလူကိုပါလဲခိုင်းတယ်မင်းစူးစမ်းမှရမယ်မစူးစမ်းနိုင်ငရဲသွားယေရှုကကဲတယ်မတူဘူးဘာသာကခိုင်းတယ်ကိုလုံးမှာကိုရမယ်ယေရှုကတော့ဗာလဲကဲတာသူ့အသက်နဲ့လဲပြီးမှအပြစ်ကြွေးတွေဆက်ပေးတာကဲတာလွယ်လွယ်လေးပြောမယ်ကျွန်တော်ဒီနေ့ရောက်လာတယ်ဩစတြေးလျကနေကျွန်တော်ရောက်တယ်ကျွန်တော်လာကြိုတဲ့လူတွေကထမင်းဆိုင်ခေါ်သွားတယ်ထမင်းကျွေးတယ်ကျွန်တော်ထမင်းဆိုင်မှာ4ယောက်စားတယ်1ယောက်ကရှင်းလိုက်တယ်4ယောက်ကရှင်းလိုက်တယ်4ယောက်စားတယ်ကျန်တဲ့3ယောက်ကရှင်းစရာမလိုတော့ဘူးလေသူရှင်းတဲ့ထဲမှာပါသွားပြီအားလုံးကျွန်တော်အားလုံးအတွက်သူရှင်းပေးလိုက်တာဒါကြောင့်ကျွန်တော်ရှင်းစရာမလိုကျွန်တော်အတွက်ပတ်စံရှင်းပေးတဲ့လူကကျွန်တော်နဲ့လူမျိုးမတူအဖွဲ့အစည်းလည်းမတူအမျိုးလည်းမတော်အခုမှတွေ့ဘူးတာအခုမှဒီနေ့မှတွေ့ဘူးတာလေစိတ်မှလာကြိုးတဲ့ဟိုင်းဆိုကျွန်တော်လဲလိုက်သွားတာပြီးရော
ကျွန်တော်ပြောပြီးသားကျွန်တော်ဟိုနိုင်ငံဒီနိုင်ငံသွားရင်ကျွန်တော်တွေ့ဘူးတာမှမဟုတ်တာလူတွေကငါ့ကိုလက်မြောက်ပြလိုက်လို့ငါလိုက်ခါကခဲ့မယ်လို့လေစိတ်လာကျွင်ဒါပဲပြောတာဟာဆရာလို့ခေါ်ကျွန်တော်လိုက်သွားတာပြီးရောဒိမ်အိုက်ဘက်လိုပဲတခြားနိုင်ငံတနိုင်ငံမလားဟိုင်းလို့လိုက်သွားတာမှားသွားသေးတယ်တစ်ခေါက်ကော်ဖီတွေပါလေအကြာကြီးတောက်ပြီးမှလေနောက်မှသွားမယ်လေလို့ဖခင်ကြောင့်ဆရာကိုကျွန်တော်လာကြိုတာမဟုတ်ဘူးတဲ့ဟာနစ်လာကြိုတာမဟုတ်လားမဟုတ်ဘူးတဲ့ဟာလာမကြိုနေပါပြီလို့ငါဟိုင်းလို့မဟုတ်လေဆရာ YouTube ထဲမှာတွေ့ဘူးလို့တဲ့တွေ့တာနဲ့ဒါဆရာစံတိုးပဲဆိုပြီးတော့ဟိုင်းလုပ်လိုက်တာအဲ့လေနိုင်ငံခြားမှာဗမာလိုပြောတဲ့လူဆိုလို့လည်းမရှိဘူးလေငါ့ကိုဟာလို့ဆရာဆိုတော့ငါလည်းနင်လာကြိုတယ်ထင်တာပေါ့အချာကြီးကော်ဖီဆိုင်မှာနောက်မှလာကြိုတာမဟုတ်ဘူးဆိုတော့ငါပဲသွားရမလဲငါလာကြိုတဲ့လူကစောင့်နေမယ်ပြောတယ်အပြင်မှာပြန်လိုက်ရှာဘယ်တော့ရှာမတွေ့တော့ဘူးပြီးရောဟိုကလည်းလာကြိုတယ်တနားရီလောက်ကြာတော့ပြန်သွားတာပေါ့သူလဲလေဆရာစံတို့မပါလာဘူးဆိုပြန်သွားရောကျန်းစာတင်ထဲမှာပြောပြီးဘယ်လိုလုပ်မလဲဆရာမလာဘူးဟိုဘက်ကိုပြန်ဖုံးဆက်တော့တွားလိုက်ပြီးတဲ့လေရင်မြန်နဲ့တင်ပေးလိုက်တယ်တဲ့ဒီမှာလဲစောင့်နေလူကမတွေ့လို့ပြန်သွားဟိုမှာတို့အချင်းချင်းစကားများမင်းတေချာမကြည့်ဦးတဲ့ဆရာဦးမင်းလူလည်းမမားဘူးဒီရုပ်ကဒုက္ခအမျိုးမျိုးစကားဘယ်ဟုတ်မလဲကျွန်တော်ကသူ့အရင်ကြိုတဲ့လူနဲ့ကော်ဖီဆိုင်ရောက်သွားတာဟိုလူကလည်းကျွန်တော်လာကြိုတာမဟုတ်ဘူးဧည့်သည်တယောက်လာပို့ရင်းနဲ့ကျွန်တော်ကိုတွေ့တော့ဟာဆရာစံတိုးပဲဆိုပြီးတော့ဟာဆရာဆိုတော့ကျွန်တော်လည်းလက်မြောက်တော့ပါသွားတာပေါ့အဲ့ဒါနဲ့ကော်ဖီတောက်ပြီးတနားရီလောက်ကြာတယ်ကိစ္စမရှိဘူးတဲ့ကျွန်တော်လိုက်ပို့မယ်အဲ့ဖះเจ้าကျွန်တော်သိတယ်နဲ့အဲ့မှာသွားပို့တော့သူတို့စကားများနေကြပြီကျွန်တော်လည်းတီးဟောမှလာပြီတဲ့ဆရာလေးကွာတဲ့ဘယ်လျှောက်သွားလဲတဲ့ငါဘယ်သွားမလဲငါမှမသွားတတ်တာလို့မင်းတို့နိုင်ငံခြားဟုတ်ငါလည်းလက်မြောက်တော့လိုက်သွားတာဗောလို့ဒီနေ့လည်းအဲ့လိုပဲဆရာလို့ခေါ်တော့ကျွန်တော်လိုက်သွားတာပြီးတော့တော်သေးတယ်ဒီနေ့တော့မမှားဘူးအဲ့ဒါနဲ့ထမင်းဆိုင်ရောက်တော့ထမင်းကျွေး၄ယောက်စားတယ်၁ယောက်ပဲရှင်းတယ်ကျန်တဲ့၃ယောက်အတွက်ပါပါတယ်လေသူရှင်းပြီးပြီဆိုတော့ကျွန်တော်ရှင်းစရာမလိုတော့ဘူးလေဒါဘာလို့ဖို့လိုလဲသိလားယုံဖို့လိုတယ်ကျွန်တော်အတွက်ပါတယ်လို့ယုံဖို့လိုတယ်မယုံရင်ဘာလုပ်မလဲကိုယ့်ကိုရှင်းပေါ်တာပဲဒါပဲလေမယုံရင်ကိုယ့်ကိုရှင်းဖို့ယေရှုကဒါပဲခမည်းနဲ့ကျွန်တော်အပြစ်ကြွေးတွေငရဲသွားမဲ့အပြစ်တွေအလုံးသူလဝကတိုင်မှာဆက်ပြီးပြီလေထပ်ပြောမယ်ခမည်းမယုံရင်လည်းဆက်ပြီးပြီယုံရင်လည်းဆက်ပြီးပြီယေနေချင်းခံလို့မဟုတ်ဘူးခရိယန်ဖြစ်လို့မဟုတ်ဘူးပွဲတော်စားလို့မဟုတ်ဘူးဖခင်ကြောင့်လိုက်တက်လို့မဟုတ်ဘူးချစ်လို့ဆက်တာဘယ်လောက်ဆက်လဲအကုန်ဆက်တယ်အပြစ်ကြွေးအပြစ်ရှိသမျှကိုဆက်တယ်အဲ့ဒီယေရှုငါအပြစ်လဲဆက်ပါလားကျွန်တော်စဉ်းစားတယ်ငါဗုဒ္ဓဘာသာလို့ငါနဲ့ပါဆိုင်လို့တော့ဆိုင်နေ तू ကအားလုံးပြစ်ကိုဆက်တာ तू ကဘာသာမခွဲဘူးကျွန်တော်တို့ကသာခွဲထားတာကျွန်တော်တို့ကခွဲတာ तू ကတော့ဘာခရစ်စမတ်ဆိုရင်ခရစ်ယာန်တကြံဆိုငါတို့တရုတ်နှစ်တကူကဟိုဖွဲ့အလောက်တာစက်မရဟိုဘက်အားလုံးနဲ့ပေါင်းတော့အကုန်ဆွဲလို့ရငါပွဲကြရင်ခရီးသွားတော့မယ်ဥပမာပြောတာခွဲလွတ်တိုက်ဆိုင်ကျွန်တော်တို့ကခွဲတာယေရှုခွဲလားမခွဲဘူးယေရှုကလေတနတ်စာလာကျွေးတဲ့ဖခင်မဟုတ်မှားတာပါတနတ်စာကျွေးတဲ့ဖခင်မဟုတ်တသက်လုံးအတွက်ငရဲမကြဖို့ကဲတင်ပြီးသွားပြီတသက်စာဘယ်တော့မှငရဲမသွားတော့ဘူးဘသူကဲတာလဲယေရှုကဲတာပါဇက်နဲ့မဟုတ်ဘူးအသက်ပေးပြီးကဲတာလက်ကလှုပ်တဲ့အပြစ်ခြေထောက်ကလှုပ်တဲ့အပြစ်ခေါင်းကအပြစ်နှလုံးသားအပြစ်အားလုံးသူဆက်လိုက်ပြီလေမိတ်ဆွေကိုလက်ကိုကြည့်အကုသိုလ်ရှိလားအကုသိုလ်မရှိတဲ့လက်ရှိလားရှိဘူးဈေးသွားဝယ်ဟောပတ်စံအန်းအကြာကြီးရင်စိတ်မရှိဘူးနော်ဟောနှစ်ရွက်ပူးသွားမှဆိုလို့အကြာကြီးလေအကြာကြီးလုံးလှုပ်လာတာလှုပ်တာနဲ့ဟောဈေးတဲ့မှားရင်ငါခံရမှာအဲ့လိုပြောမှအကောလုံးပြန်ယူပြီးတခါပြန်ရှိတယ်ကွာငါစောစောတည်းမလုပ်ရင်ပြီးရောကွာအကောလုံးပြန်စပြန်လုပ်ချီနိုလူကလေ
သူများပတ်စံယူတဲ့အခါတစ်မျိုးကိုဝယ်တဲ့အခါကျသူ့ထက်တောင်ကိုဆိုးတဲ့၄ခါလောက်ယူတယ်သူများရေနဲ့ယူတာဗမာနီးကတတွေးနဲ့ယူတယ်မကုန်းဘူးလေကြိုက်တဲ့လောက်လို့ဥပမာပြောတာပါအဲ့တော့ကျွန်တော်ပြောမယ်ဒီလက်ကလည်းလေအကုသို့မှားပြီးများတရွက်ပို့လာရင်ပြန်ပေးလားပေးရမလားမပေးရဘူးလားနောက်ဆုံးကိုကုသကနဲ့ကိုပဲလက်ကလည်းအကုသို့သူများစီမှာထမင်းသွားစားအာလူနဲ့ကြက်သားရောချက်တာကျွေးတယ်လက်ကလည်းနှိုက်လိုက်တိုင်းကြက်သားပဲပါကိုကလည်းပါဇက်ပြောတယ်ဒီလက်ဘလို့ဖြစ်လဲမသိဘူးလက်ကအကုသို့ခြေထောက်ကအကုသို့ပဲမဟုတ်လားမကောင်းတဲ့နေရာဆိုဘာဖြစ်လဲမြန်နေဖះเจ้าဆိုတော်တော်နဲ့မရောက်ဖះတရားဆိုခရိယံပို့ဆိုးအခြားဘာသာလဲခရိယတော့တာမှာပေါ့ခရိယံတော့ပို့ဆိုးဖះเจ้าဆိုတော်တော်နဲ့မရောက်တချို့ဆိုတစ်နှစ်မှာတစ်ခါပဲရောက်တယ်ခရစ်မတ်တဲ့ဒါပဲခရစ်မတ်ခရိယံနဲ့ခမောက်ပြောတာမဟုတ်တိုက်ဆိုင်ခွန်းလို့တော့ခရစ်မတ်မှာတစ်နှစ်စာတက်ပလိုက်တာပြီးရောဖះเจ้าပြီးအောင်မပြောင်းကခွေပြီးအိတ်သွားသေးတယ်တရားဟောတာဘလောက်တော်လဲဆိုအလုံးအိတ်သွားခွန်အားတကယ်ရတာအကြီးကပါရီဖောင်းတနစ်စာထိုင်သွားတာအဲ့ခုံမှာပြန်သွားပြီနောက်တစ်နှစ်မှပြန်ပေါ်လာတယ်ရာသီဥတုကြနေတာတစ်နှစ်မှတစ်ခါလာတယ်ခြေတော့ကလေဖယားနဲ့ပတ်သက်ရင်ဘာဖြစ်လဲနှီးတယ်မဟုတ်တဲ့နေရာဆိုရင်မြန်တယ်တော့ခြေတော့မဟုတ်တဲ့နေရာမြန်နေအေးအရက်တော့တောက်မယ်တိတ်မြန်တယ်အဲ့ကြရင်လေမရှိတဲ့ပတ်စံအကုန်ထွက်တယ်ထွက်တယ်ဟိုစောက်ချားမှာတဲ့စောက်ချားမှာရှိတယ်လှန်နေစိတ်ရှိတယ်တွေ့ရချင်းလားဟိုဂျင်းပေါင်းမိအိတ်ထဲမှာတဲ့ကုန်ထွက်တယ်အဲ့ကြနောက်ဆုံးမရှိဘယ်သူစီမှာချီရမလဲဒါလည်းသူသိတယ်ခြေတော့ကမြန်နေအကုသို့နဲ့ပတ်သက်ခေါင်းအောင်မကောင်းတာစဉ်းစားလားမစဉ်းစားတဲ့ခေါင်းရှိလားမရှိဘူးနော်လူတိုင်းအကောင်မကောင်းတာစဉ်းစားမစဉ်းစားရင်တော့မှအချိန်တိုင်းပေါ်လာတယ်လေတချို့လူတွေစကားပြောရီမောပြီးပြောနေတာရီနေနဲ့သူ့မျက်နှာချက်ချင်းတီသွားဘာဖြစ်တာအခုပဲရီတာငါနဲ့စကားပြောဘာဖြစ်တာမဟုတ်တဲ့နင်းနောက်မှာတဲ့ဟိုတရဲမှဖြစ်သွားလို့တဲ့အနောက်ကလေတရဲမှတဲ့သူနဲ့မတည့်တဲ့တယောက်ဖြစ်တာနင်းနောက်မှာတဲ့ဟိုတရဲမှဖြစ်သွားလို့တဲ့ဟိုတော့ကသူနဲ့စကားများထားဘူးတာလေချက်ချင်းတီသွားတော့ခေါင်းကလေချက်ချင်းတတိရတယ်ဟိုတော့ကဖြစ်ခဲ့တဲ့ပြဿနာကြာပြီမမေ့ဘူးခေါင်းကတခါလေအိပ်ရထဲမှာခေါင်းမူးချုပ်ရင်းတဲ့တောက်ခေါက်နေတာဘာဖြစ်တာလဲခေါင်းမူးချုပ်ပြီးတော့မနေ့ကကိစ္စစဉ်းစားနေ့ကဒီနေ့ပြောတဲ့ထောက်ပလိုက်ပြောပြီးပြီထောက်ပြီးပြီတဲ့အခုသူပေါ်လာတာတဲ့ခေါင်းထဲမှာလည်းအကုသို့မရှိဘူးလားရှိတယ်ဘလောက်ထုတ်မရဘူးပေါ်လာတာပဲဒီနှလုံးထဲမှာရောမရှိဘူးလားအကုသို့အတ္တမာနလောဘမရှိဘူးလားရှိတယ်အတ္တငါဟာငါဥစ္စာငါသဘောငါဘာလုပ်အတ္တမာနရောရှိတယ်မာနနှစ်မျိုးအထက်မာနနဲ့အောက်မာနလာစားမစားဘူးဘာလို့လဲဒီထက်ကောင်းတာတော့စားမယ်အထက်မာနလာစားမစားဘူးပြန်ရင်စားမလားစားကြလည်းအိမ်မှာမရှိဘူးအတိပ္ပယ်ငါလည်းစားကြမရှိဘူးနေတော့လည်းကျွေးစရာမလိုအဲ့ဒါအောက်မာနမရှိဘူးလားရှိတယ်ဒီနှလုံးသားလဲအကုသို့မဟုတ်လားစဉ်းစားကြည့်အိမ်တောင်ရှိတယ်ကိုမိန်းမကိုယောက်ျားတတ်မတ်ပေါင်းပေါ့ကျွန်တော်လူတယောက်လာပြီးရင်ဖွင့်ဖို့တယ်ဆရာရဲ့တဲ့ကျွန်တော်
ဒီကျွန်တော်မိန်းမနဲ့လက်မထက်ခင်ရတဲ့ဘယ်မိန်းမကြည့်ကြည့်ကျွန်တော်မိန်းမအချောဆုံးပဲကျွန်တော်မိန်းမကိုယူပြီးကြတဲ့တခြားမိန်းမတွေကဘာလို့ကျွန်တော်မိန်းမတဲ့ပို့ချောသွားတာလဲအရေးတယ်မအဲ့ဒါနောက်တစ်ယောက်ယူလို့ရမလားတဲ့ဟဲ့ကောင်မရဘူးဘယ်တော့မှမရဘူးပြောလိုက်ဟာအဲ့လိုလားဆွဆွမှမသိတာမရဘူးဒါဆိုဘယ်တော့မှရသေမှရတာမသေမချင်းပေါ့ဒါဆိုဆရာဆုတောင်းပေးတယ်လူတွေရဲ့နှလုံးသားကောင်းလားကောင်းဘူးမကောင်းတငယ်ချင်းတယောက်ရှိတယ်မင်းကလောဘသိကြီးတယ်မကြည့်ဘူးတဲ့ကြီးတယ်လောဘကြီးတယ်လူတိုင်းလောဘကြီးတယ်ငါမကြည့်ဘူးတဲ့လက်ဖေးတော့လက်ဖေးဘယ်လိုမှားလဲဆိုအချိုးတဲ့ဂိတ်ဆုံးနဲ့အချိုးလေးဂိတ်ဆုံးဟာဂိတ်ဆုံးမှာတယ်ကျွန်တော်သိတယ် तू အချိုးလည်းမတောက်ဘူးတိတ်ပြီးတော့ဒါပေမဲ့ဂိတ်ဆုံးမှာတယ်ဟာနှုတ်စီအများကြီးနဲ့ဖြော်လိုက်ရောက်လဲရောက်လာရင်နွေးကြမ်းထားခွက်တစ်ခွက်ယူလက်ဖေးထက်ရင်နွေးထက်ဖြော်တောက်ပြန်ထက်ရင်နွေးထက်မှားတာတစ်ခွက်ရင်နွေးအလကားရတာဖြော်လိုက်တာနှစ်ခွက်ထွက်သူ့ကျွန်တော်ပြောတယ်မင်းလောဘမကြည့်ဘူးပြောတယ်နှစ်ခွက်တောက်ချင်နှစ်ခွက်မှာပါလားဘယ်ဟုတ်မလဲတဲ့နှစ်ခွက်မှရင်နှစ်ခွက်စာပေးရမှာဂိတ်ဆုံးမှရင်ရင်နွေးရောရင်နှစ်ခါတောက်လို့ရအဲ့ဒါနေလောဘမဟုတ်လားဘာဆိုင်လဲတဲ့ခမရမညာနဲ့နော်ဖယားသခင်သိတယ်အဲ့ဒီအကုသို့ဒီအကုသို့တွေအားလုံးအတွက်ယေရှုလက်ဝါးကတိုင်မှာခံပြီးပြီလေခံပြီးပြီဗမာလိုလွယ်လွယ်လေးရှင်းမယ်ရေရရာချီတယ်ဆိုတာရှိတယ်ရေရရာချီတယ်ဆိုတာဘာလဲလောက်တာတယောက်ခန္ဓာတယောက်လေအဲ့ဒါဘာခေါ်လဲရေရရာချီတာလေအပြစ်ရှိတာကျွန်တော်တို့ခံသွားတာယေရှုမိတ်ဆွေနဲ့ကျွန်တော်ပြစ်တယ်ယေရှုရေရရာခြေလိုက်ပြီသိခြင်းကိုအောင်မြင်သွားပြီအဲ့ဒီယေရှုကသင်ရဲ့အသက်မီးစာမကုန်ခင်လေးမှာအမြန်ဆုံးသူ့ကိုလက်ခံဖို့ပြောနေတာဒီအကြောင်းကိုကျွန်တော်ကြားတယ်ယေရှုငါ့ကိုကယ်တယ်ကျွန်တော်ရှင်းသွားပြီ62ခုနှစ်မှာကျွန်တော်ကြားတယ်1991မှာကျွန်တော်ရှင်းတယ်ကျွန်တော်ဘာသာကောင်းတယ်ဒါပေမဲ့ကျွန်တော်ကိုမကယ်ဘူးကိုယ့်ကိုကယ်ရမယ်မကယ်နိုင်ငရဲသွားဒါပဲကိုယ့်ကိုကြစ်မကြစ်နိုင်ငရဲသွားအဲ့ဒါကိုကျွန်တော်သဘောပေါက်တယ်ဒါပေမဲ့ယေရှုကယ်တယ်ဆိုတာကိုတော့ကျွန်တော်လက်မခံနိုင်ဘူးကျွန်တော်ကလေအရင်ကတည်းကကျွန်တော်သိတယ်ကျွန်တော်ဘာသာကောင်းပါတယ်ကျွန်တော်မကယ်နိုင်ဘူးဘာသာကောင်းတယ်ဒါပေမဲ့ကျွန်တော်ကိုမကယ်ဘူးကျင့်ရမယ်ကျင့်မှရမယ်ဒါနဲ့ကျွန်တော်လည်းမကျင့်နိုင်ဘူးကျွန်တော်သိတယ်အဲ့တော့ကျွန်တော်ငရဲသွားမယ်ငယ်ငယ်လေးကသိဘာလို့လဲကျွန်တော်မကျင့်နိုင်လို့ဒါပေမဲ့ယေရှုလာကယ်တယ်ဆိုတာကြတော့ကျွန်တော်မယုံနိုင်ဘူးဒါနဲ့ကျွန်တော်တငယ်ချင်းရဲ့မိတ်ဆွေတယောက်ဘာပြောလဲဆိုတော့မင်းစမ်းကြည့်လိုက်တယ်အဲ့ဒီဖခင်အသက်ရှင်နေမင်းအနားမှာရှိတယ်တဲ့အနားမှာရှိတယ်မမြင်ရဘူးနော်ဒါပေမဲ့ तू အနားမှာရှိတယ်စမ်းကြည့်လိုက်တယ် तू ကျွန်တော်ပြောတယ်ဘယ်ချိန်စမ်းမလဲဒုက္ခရောက်တဲ့ကအဲ့ဖခင်ကိုခေါ်ကြည့်မယုံနဲ့ခေါ်ကြည့်မယုံနဲ့နော်ကိုယ့်ကိုစမ်းကြည့်ယေရှုကျွန်တော်ကယ်ပါပြောကြည့်ကျွန်တော်လည်းပြောတယ်ကျွန်တော်ဗုဒ္ဓဘာသာပါကျွန်တော်ခရစ်ယာန်မဟုတ်ပါဘူးဖခင်သခင်လို့ကိုတော်ကယ်တယ်လို့ကြားဘူးတယ်အခုကျွန်တော်ဒုက္ခရောက်နေတယ်ကျွန်တော်ကယ်ပါပြောကြည့်တယ်ခရိယန်တွေလို့လှလှပပလည်းမပြောတတ်ဘူးလေလူတာမန်လွဲသူလို့စကားပြောသလိုပဲပြောလိုက်တယ်အကူကြီးတောင်းလိုက်တယ်ကျွန်တော်တော့ဒုက္ခရောက်နေတယ်ယေရှုခရစ်တော်ကျွန်တော်ကိုကယ်ပါမယုံပါဘူးစမ်းကြည့်တယ်ခုနဆိုင်းစီကပြောတယ်ငါ့ကိုခေါ်တော့ငါထူးမယ်လို့ပြောတယ်ဖခင်ပါတဲ့ခုနဆိုင်းစီကတက်တည်ခံသွားတယ်အဲဆိုင်းစီကငါ့ကိုခေါ်တော့ငါထူးမယ်ဘယ်သူခေါ်ထူးတယ်နော်ခရစ်ယာန်ခေါ်မှထူးတာမဟုတ်ဘယ်ဘာသာခေါ်ထူးတယ်ဖခင်မယုံရင်ရတယ်ခေါ်ကြည့်ယုံစရာမလိုခေါ်ကြည့်အဲ့ဒီယေရှုအသက်ရှင်ရင်တင့်ကိုထူးလိုက်မယ်ဘယ်လိုထူးမလဲသူကယ်လိုက်မယ်လေသူကယ်လိုက်မယ်ကျွန်တော်လည်းမယုံဘူးပဲစမ်းကြည့်လိုက်တာဒုက္ခရောက်တော့မယုံဘူးစမ်းကြည့်တာကျွန်တော်မယုံဘူးဒါပေမဲ့ကိုတော့အသက်ရှင်တယ်ကယ်တယ်လို့ကြားဘူးတယ်အဲ့တော့ကျွန်တော်ကိုကယ်ပါအခုကျွန်တော်ဒုက္ခရောက်နေတယ်ကျွန်တော်ကိုကယ်ပါကျွန်တော်စမ်းကြည့်လိုက်တော့ဟာပြည်လေသွားပြဿနာ
အော်ဒီဖះဘယ်လိုဖះလဲငါမယုံဘဲနဲ့ငါ့ကိုကယ်ပါလားဒါဆိုအသက်ရှင်လို့ပေါ့ငါပြောတာကြားလို့ပေါ့မကြားရင် तू ဘယ်လိုလုပ်ကယ်မလဲအော်ညနေလောက်ကြတော့တိုက်ဆိုင်တာနေမှာပါမယုံတော့နောက်တစ်လားလောက်ကြတော့တခြားပြဿနာတစ်ခုပြန်ဖြစ်ကောရှမ်းပြည်မှာနော်တခါပြန်တောင်းကြည့်တယ်ယေရှုခရစ်တော်ဘုရားကျွန်တော်ကိုကယ်ပါကျွန်တော်မှဒီလိုပြဿနာတွေရှိတယ်ပြန်ပြေးလေသွားရောအဲ့ဒီကြမှာဒီဘုရားတကယ်အသက်ရှင်ပါလားအဲ့ဒီကြမှာကျွန်တော်ယုံသွားတာဖြစ်တယ်ဒါပေမဲ့မီးစာမကုန်ခင်လေးယုံသွားလို့ပေါ့မီးစာကုန်သွားရင်နော်တမလွန်ကြရင်ကိုယ့်အပြစ်ကိုခံမယုံထားရင်ကိုယ့်ကိုခံရမှာယေရှုကပြောတယ်ငါ့ကိုယုံကြည်တော်သူသည်သေလွန်တော်လဲရှင်လိမ့်မယ်ယေရှုကျွန်တော်အပြစ်ကိုဆက်ပြီးပြီဆိုတာယုံရင်အခုနထမင်းဆိုင်မှာပတ်စံရှင်းတယ်လို့ပဲကျွန်တော်အတွက်ပါသွားပြီလို့ယုံရင်ကျွန်တော်ရှင်းစရာမလိုတော့တကယ်လို့များကျွန်တော်အတွက်ဆက်ပြီးပြီဆိုတာမယုံရင်ကိုစားတာကိုရှင်းပေါ့ခမည်းအပြစ်ကြီးယေရှုဆက်ပြီးပြီဘာသာမခွဲဘူးယုံရင်ခံစရာမလိုမယုံရင်ကိုယ့်အပြစ်ကိုခံပေါ့ဘယ်ဘာသာမဆိုကိုယ့်အပြစ်ကိုခံပဲနော်ယေရှုတပါးပဲဆက်ပေးတာဘယ်ဘာသာမှမဆက်ဘူးရှင်းရှင်းပြောမယ်ခရစ်ယာန်ဘာသာလည်းမဆက်ဘူးယေရှုပဲဆက်တာဒါကြောင့်ဒီနေ့ရောက်လာတဲ့မိဘညီကိုမောင်နှမများဒီနေ့ကျွန်တော်စိန်ခေါ်ခြင်းခမည်းတော်ကိုအခွင့်အရေးပေးခြင်းအဲ့ဒီဖခင်ကိုအခုစမ်းကြည့်လို့ရတယ်အခုစမ်းကြည့်လို့ရတယ်ဒီထဲမှာရှိတဲ့ညီကိုမောင်နှမတွေအသက်တရားမနေရအမှုတရားတွေ့ရတတ်တယ်ဆိုတဲ့စကားအတိုင်းလူတိုင်းမှာပြဿနာတော့ရှိမှာပဲအခက်ခဲတော့ရှိမှာပဲမိသားစုပြဿနာလားငွေကြီးလားအိမ်တောင်ရေးလားအကျွေးပြဿနာလားဒီနိုင်ငံမှာနေရတာအစိုးရကိစ္စမှာအခက်ခဲရှိနေသလားဝင်ငွေနေလို့လားအကျွေးထူနေလို့လားဗမာပြည်မှာရှိတဲ့မိသားစုနဲ့အခက်ခဲဖြစ်နေသလားကျမ်းမာရေးပြဿနာတက်နေသလားယောဂတစ်စုံတစ်ခုကြောင့်အဲ့ဒီဖခင်ကအခုစမ်းကြည့်လို့ရတယ်တင်ကိုခွင့်ရေးပေးမယ်တင်ပြဿနာမပြောပြပါနဲ့ဘသူကိုမှမပြောနဲ့ကျွန်တော်ဆုတောင်းပေးမယ်ပြဿနာခက်ခဲရှိတယ်ဖခင်ရှင်ကိုစမ်းကြည့်ခြင်းနဲ့ဒီဘုရားခင်တကယ်အသက်ရှင်သလားအသက်ရှင်ရင်ငါ့ကိုဒီပြဿနာကနေလွတ်မြောက်ခြင်းခွင့်ပေးငါ့ကိုကဲတင်ပြောပါကျွန်တော်ဒီကနေဆုတောင်းပေးမယ်သင်စိတ်ထဲမှာပဲထားပါစိတ်ထဲမှာပဲထားကျွန်တော်ဆုတောင်းပေးမယ်ဖခင်ခမည်းရဲ့ပြဿနာကိုရှင်းပေးလားမရှင်းပေးဘူးလားခမည်းမကြခင်သိရမယ်မကြခင်သိရမယ်ငရုတ်သီးစားတယ်နော်ကျွန်တော်ကတော့ဆက်တယ်လို့ပြောတယ်ခမည်းမစားဘူးနော်ဆက်ပါလို့မယုံခိုင်းဘူးကိုယ်တိုင်စားကြည့်လိုက်စားကြည့်ရင်သိသွားမယ်စားကြည့်ရင်သိသွားမယ်ဆက်တယ်ဆက်ဘူးဆိုတာဒီဘုရားအသက်ရှင်နေခေါ်ရင်ထူးတယ်နော်မယုံနဲ့ကိုယ်တိုင်ခေါ်ကြည့်လိုက်ကိုယ်တိုင်စမ်းကြည့်လိုက်အဲ့ဒီကြရင်သိသွားလိမ့်မယ်ဒါကြောင့်ဒီနေ့ရောက်လာတဲ့မိဘညီကိုမောင်နှမများစိတ်ထဲမှာပဲထားပါသင်ဘာပြဿနာအခက်ခဲရှိတယ်လဲရှိရင်သင်ကိုဒီကနေကျွန်တော်ဆူတောင်းပေးမယ်ကျွန်တော်ကိုလာပြောပြစရာမလိုဘူးကျွန်တော်ကိုလာပြောပြစရာမလိုဘူးသင်ဘသူကိုမှမပြောနဲ့စိတ်ထဲမှာပဲထားပြီးတော့အဲ့ဖះကိုတလိုက်စိတ်ထဲမှာပဲထားကျွန်တော်ဒီကနေဆူတောင်းပေးမယ်ပြဿနာပြေလေတယ်မပြေလေဥစ္စာဖះခင်သင်ကိုစကားပြောလိမ့်မယ်တေချာပေါက်ဖះခင်သင်ကိုမဆာလိမ့်မယ်ကျွန်တော်နောက်ကလိုက်ဆိုပေးပါငါ့ကိုခေါ်လို့လိုက်ဆိုပေးပါငါ့ကိုခေါ်လို့ငါထူးမိငါ့ကိုခေါ်လို့ငါထူးမိကျေးဇူးတင်တယ်လက်တွေ့စမ်းကြည့်ပါအခုကျွန်တော်ဆုတောင်းပေးမယ်သင်တစုံတစ်ခုပြဿနာရှိရင်အခက်ခဲရှိနေရင်ဘလို့မှမပြေလည်နိုင်ဘူးဆိုရင်သင်ကိုကျွန်တော်ဆုတောင်းပေးမယ်လက်တွေ့စမ်းကြည့်ပါ10မိနစ်အချိန်ပေးမယ်ရှိတဲ့နေရာမှာသင်မတက်ရက်လိုက်ပါကျွန်တော်ဒီကနေဆုတောင်းပေးမယ်စိတ်ထဲမှာပြဿနာကိုမှတ်ထားလိုက်ရှိတဲ့နေရာကမတက်ရက်ဆုတောင်းခြင်းစမ်းကြည့်ခြင်းမတက်ရက်လိုက်ဒီကနေကျွန်တော်ဆုတောင်းပေးမယ်လက်တွေ့မီးစမ်းဖို့အခွင့်အရေးပေးမယ်ရှိတဲ့နေရာမှာမတက်ရက်ပါသူများကိုမကြည့်နဲ့သင်နဲ့ဖခင်နဲ့ဆိုင်နဲ့သင်စမ်းကြည့်ခြင်းမတက်ရက်ဒီကနေကျွန်တော်ဆုတောင်းပေးမယ်ရှိတဲ့နေရာကနေမတက်ရက်ပါရှိတဲ့နေရာမှာမတက်ရက်ဒီကနေကျွန်တော်ဆုတောင်းပေးမယ်ဝမ်းသာတယ်စမ်းကြည့်လို့ရတယ်ဝမ်းသာတယ်မ
ပြောပြနဲ့ကိုပြဿနာဘယ်သူမှမပြောနဲ့ကိုစိတ်ထဲမှာပဲထားပါမပြောနဲ့စိတ်ထဲမှာပဲထားမတရက်ရှိတဲ့နေမှာမတရက်ဒီကနေ့ကျွန်တော်ဆူတောင်းပေးမယ်ဝမ်းသာတယ်ယုံဖို့မပြောဘူးစမ်းကြည့်ပါယုံဖို့မပြောဘူးလက်တွေ့သင်စမ်းကြည့်ဖယားရှင်သင်ကိုအဖြစ်ပေးမယ်ကျွန်တော်ကိုယ်တိုင်ခရစ်ယာန်မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်ခရစ်ယာန်မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင်စမ်းကြည့်ခဲ့တာပါဘယ်သူမှမပြောနဲ့ပြောလိုက်လို့ရှိရင်အဲ့ဒီလူကလာကူညီသွားလို့ဆိုတာဖြစ်လာအောင်မယ်မပြောနဲ့လုံးဝမပြောနဲ့ဥပမာပြောမယ်ကျွန်တော်ကပတ်စံအရေးတကြီးပတ်စံ1000လို့နေတယ်ဆူတောင်းပေးအဲ့ဘေးကလူကိုလည်းပြောလိုက်1000လို့နေတယ်မပြောနဲ့ပြောလို့ရှိရင်သူကလာကူညီသွားတာဖြစ်နေဦးမယ်မပြောနဲ့သင်ပြဿနာဆူတောင်းကြည့်အခုစမ်းကြည့်မယ်ဘယ်သူမှမပြောနဲ့စိတ်ထဲမှာထားမတရက်ကျွန်တော်ပြောစရာမလိုဘယ်သူကမှလည်းပြောစရာမလိုသင်စိတ်ထဲမှာတင်ထားပြီးမှသင်မတရက်ဘယ်သူမှမပြောနဲ့သင်စိတ်ထဲမှာသင်ထားပြီးမှမတရက်အဲ့ဒီဘုရားအသက်ရှင်ကြောင်းသင်သိရမယ်ယေရှုကိုလုံးဝမယုံကြည်သေးသောသူများအတွက်ကျွန်တော်ပြောနေတာခရစ်တော်ကိုမယုံကြည်သေးသောသူများအတွက်ပြောနေတာလက်တွေ့စမ်းကြည့်ပါဘုရားခင်သင်ကိုအဖြစ်ပေးမယ်မိဘတွေနဲ့ဝေးတယ်ဗျာတနယ်တစ်ချင်းမှနေရတယ်ဗျာဘယ်ဟာကိုအားကိုးရမှန်းမသိဘူးဗျာဘဝမှာဒုက္ခရောက်ရင်ဘာကိုဖက်ရမှန်းမသိဘူးဗျာရေမျောနေတဲ့ရေနစ်နေတဲ့လူကောက်ရိုးတမြင်တွေ့လဲဖမ်းဆွဲခြင်းနဲ့ငါ့ကိုကယ်မလားဆိုပြီးမဟုတ်ဘူးလားဘဝမှာဗမာစကားရှိတယ်ကိုဘိုက်နာတာကိုပဲသိတယ်ကိုဒုက္ခရောက်တာကိုပဲသိတယ်ဘယ်သူ့ကိုသွားပြီးတော့ခေါ်ရမလဲအဲ့ဒီအခြေအနေမှာဖယားသခင်ရှိတယ်သင်အနားမှာရှိတယ်ငါကိုခေါ်လို့ငါထူးမယ်လို့ပြောတယ်ဖယားသင်အနားမှာရှိတယ်ဗျာဖယားသခင်တတ်သိပေးမယ်အောပွဲမဆမယ်ဒီကနေ့သင်ကိုယေရှုပြုမဲ့ဖယားဖြစ်တယ်လူတိုင်းကိုချစ်တဲ့ဖယားအသက်ပါပေးပြီးခဲ့တဲ့ဖယားကြံတာဘာလို့မပေးရမလဲမကိုမဆလိမ့်မယ်ကျွန်တော်ကိုယ်တိုင်အခက်ခဲပေါင်းများစွာကြရနေဖြတ်တန်းခဲ့တယ်ဒီကနေ့အဲ့ဒီဖယားကိုစမ်းကြည့်တဲ့အခါမှာကျွန်တော်အဖြေရသွားတယ်အဲ့ဒီကနေကျွန်တော်ယုံလာတယ်အဲ့ဒီဖယားကတဘဝပဲကယ်တာမဟုတ်ဘူးတမလွန်ကိုပါကယ်တဲ့ဖယားဖြစ်တယ်ခရစ်ယာန်ဘာသာထဲဝင်စရာမလိုဘူးခရစ်ယာန်ဘာသာကကယ်တာမဟုတ်ဘူးခရစ်တော်ယေရှုကကယ်တာဖြစ်တယ်ခရစ်ယာန်ဘာသာမကယ်ဘူးယေရှုခရစ်ကကယ်တာဖြစ်တယ်စမ်းကြည့်လို့ရတယ်ချက်တော်ညီကိုမောင်နှမကျွန်တော်အမကိုကျွန်တော်အဲ့ဒါပြောတယ်ကျွန်တော်အမဘာပြောလဲဆိုတော့အေးနေပြောချင်တာဒါပဲလားဟုတ်တယ်အေးသွားတော့ငါဒုက္ခရောက်ရင်စမ်းကြည့်မယ်သူမယုံဘူးကျွန်တော်ပြန်သွားတယ်သူစမ်းပေါ့ကျွန်တော်ယေရှုကိုယုံတဲ့အခါမှာစမ်းကြည့်ပြီးမှယုံတာကျွန်တော်အိမ်ကမောင်းထုတ်ပလိုက်တယ်ယေရှုကိုယုံတဲ့အတွက်အရက်တော့လို့မဟုတ်ဖဲရဲလို့မဟုတ်ဘိန်းရှူလို့မဟုတ်မောင်းထုတ်ပလိုက်တယ်ယေရှုယုံလို့အိမ်မှာဒါပဲပြောခဲ့တာစမ်းကြည့်ပြောပြီးပြန်လာကျွန်တော်မောင်းထုတ်လိုက်တဲ့သူတွေအခုလေ9ယောက်ရှိပြီတယောက်ပြီးတယောက်ယုံလာဘာလို့လဲသူတို့ဒုက္ခရောက်တဲ့အခါစမ်းကြည့်တယ်လေစမ်းကြည့်တော့သိသွားတာဟာဟုတ်တယ်နော်တယောက်ယုံသွားအဲ့ယုံတဲ့တယောက်ကိုအိမ်ကကျန်တဲ့လူတွေကပြန်မောင်းထုတ်လိုက်သွားတယ်စံတိုးနောက်လိုက်တယ်စံတိုးလည်းမခေါ်ပါဘူးသူ့ငါမကယ်ဘူးငါ့အောင်ဖျားကယ်ထားတာနင်လည်းအဲ့ဖျားနဲ့ကယ်လိမ့်မယ်နင်လည်းအဲ့ဖျားနဲ့သွားနောက်တစ်ယောက်မောင်းထုတ်လိုက်တဲ့တည်းကနောက်တစ်ယောက်ဒုက္ခရောက်တော့ဟဲငါအမကိုတော့ငါမောင်းထုတ်လိုက်ပြီငါလည်းဒုက္ခရောက်ပြီယေရှုရဲ့ငါ့ကိုလည်းကယ်မလားစမ်းကြည့်အောင်ကယ်ပါအော်သူ့လည်းကယ်တယ်သူ့လည်းယုံအောင်ကျန်တဲ့လူကသူ့ပြန်မောင်းထုတ်လိုက်အဲ့လိုနဲ့အိမ်မလေးတစ်ယောက်နောက်တစ်ယောက်9ယောက်ရှိပြီအခုတော်တော်များများယုံသွားပြီပြန်ပေါင်းနေကြပြီကျွန်တော်ပြောမယ်နော်တပြားမှကျွန်တော်မကူညီဘူးကိုလည်းမကူညီနိုင်ဘူးဖယားပဲကူညီတယ်ဒီနေ့တမှာရှိတဲ့မိဘညီကိုမောင်တော်မများလက်တွေ့စမ်းကြည့်ပါစိတ်ထဲကမှတ်ထားပါကျွန်တော်ဆူတောင်းပေးမယ်စိတ်ထဲကမှတ်ထားဒီကနေ့ဆူတောင်းပေးမယ်ကဲအခုဆူတောင်းဖို့စိတ်ထဲမှာမှတ်ထားတဲ့သူတွေစိတ်ထဲမှာမှတ်ထားတဲ့သူတွေဆူတောင်းမဲ့သူတွေကျွန်တော်ဒီကနေဆူတောင်းပေးမယ်ရှိသေးရင်ထွက်လာပါကဲခုမတည့်ရတဲ့သူတွေဒီရှေ့ကိုလာပေးပါတမဆူတောင်းမယ်အရှေ့ကိုလာပေးပါအရှေ့ကိုထွက်လာပါမတည့်ရတဲ့မိဘညီကိုမောင်နှမတွေရှေ့ကိုထွက်လာပေးပါမပြောနဲ့တယောက်နဲ့တယောက်မပြောနဲ့လုံးဝမပြောနဲ့ကိုဘာတောင်းလဲဆိုတာမပြောနဲ့ကိုဘာခက်ခဲနေလဲဆိုတာမပြောနဲ့အိမ်တော်ကြီးမပြေလည်ဘူးလားမပြောနဲ့ပြောရင်အဲ့ဒါတရွာလုံးပြန့်သွားလိမ့်မယ်
nè bé biểu là tí là tụi nhau mà biểu này rồi pian bị đám mặt đó nó là group lâu thà là phone này mà lấy này lại là phất công thấp vào đi lâu mà biểu này nguy chi khai khai là mà biểu này yoga phiên này là tham gia yoga tụi nhau tí lâu mà biểu này bây giờ luôn mà biểu này xây dựng tham mà để phao để tham mà miếng đấy thì phải ra cái đập bà đấy về biểu bắt đầu mà ai phải ra cái của mà biểu bu tiếng của cụ bé cụ nhị lại mà phải ra phiên đấy xây thế mà sanh đáp biểu thà bà thì cái này sụt down mày à tất nhiên là phải ra phiên đấy tiếng của ma sa mà phiên đấy let us xem mày sụt down mày nó xí đấy thôi là bà hú cho nó sụt down mày xây thế mà sanh đáp biểu bà thu phải ra tiếng của ma sa bà lấy mày sanh đáp biểu thà bà phải ra tiếng của ma sa mày tiếng của phải ra sanh đáp biểu bà lấy mày tiếng của cụ nhị bà lấy mày tiếng xây thế mà tiếng phiết chân này ấy à tiếng lù này đấy à ấy phải ra xí mà tiếng xây vinh nhân này sanh đáp biểu bà xây thế cái này ấy phải ra biểu bà cho nó đi cái này sụt down bị mày chỉ dù xin phải ra nằm ở chim muôn bà đấy thà mà xí đấy ta đâm đi để cô đó xí mà mất tay chân đi đấy phải ra khi tôi khắc khéo cô đó miên này tôi bà đuôi đi nhau giàu là lấy cô đó tì đấy tôi biết biết nào cô đó xin tì đấy cô đó xin phải ra thu phí cụ nhị ma sa bà cô đó xin phải ra thu phí chỉ số biểu bà à ô với ma sa bà let us sanh đam bà phá ta gồ rồi cô xin lốp bà cô đó xin phải ra chỉ số biểu rồi mua bà tôi có phải ra cái cụ nhị bà phá let us mà sắc cái anh nam bà đấy ô mi đó xin phá phải ra tôi khắc khéo đấy cô đó tì bà đấy yoga phiên này tụi nhau chăm à đó tụi nhau bảo mà cô đó xin let us này tốt thi bà yakub bin tốt thi bà yakub bin tốt thi bà chăm à ra khuyên cô bê bà phải ra xin à ô với ma sa bà let us này cô đó xin chỉ số biểu bà cô đó xin phải ra ma sa bà chỉ số biểu bà cô đó thu về cao chi bê bà yoga cái này lắm nhau sẽ bà Giêsu nam này cao chi bê bà đấy phải ra cái chui xin này tụi này ngồi chi mà chui xin này tụi này tốt bê này ra tụi này khắc khe này tụi này miếng khoan này đâu khai nhau này tụi này cô đó xin miếng bà đấy tụi này chui này chơi to tụi này mà bê lệ tụi ông sắp bê bà phải chơi to tụi mà cô đó cao chi bê chi à bê chui này alo chế tụi sẽ bà Giêsu nam này cao chi bê bà phải ra cái đi này nghe mà visaမရှိဘဲနဲ့ passport မရှိဘဲနဲ့တတ်တမ်းမရှိဘဲနဲ့ဝတ်တောင်းနေတဲ့သူတွေအိုး license မရှိဘဲတွာလာနေတဲ့သူတွေဖယားသခင် overstay ဖြစ်နေတဲ့သူတွေကိုရောရှင်မြင်းနဲ့ဖယားသခင်ဒီမြေကြီးကိုတော့ပိုင်နေကတကဘာလုံးကိုတော့ပိုင်နေကိုတော့နေခိုင်းခြင်းနေခိုင်းလို့ရတယ်ဒါကြောင့်ဖယားသခင်သူတို့မှာ overstay နဲ့နေနေတဲ့သူတွေ license မရှိဘဲနေနေတဲ့သူတွေ passport မရှိဘဲ visa မရှိဘဲနေနေတဲ့သူတွေကိုတော့မြင်ပါတယ်အဖကျွန်တော်ဆုတောင်းနေသူတို့ကိုသူများလို့ရဲရဲဝံ့ဝံ့တတ်တိရှိရှိနဲ့တရားဝင်ဒီနေရာမှာနေလို့ရအောင်ကိုတော့မဆပါကိုတော့တတ်တယ်ထူပါဗျာ။အိုးဘုရားသခင်ထိုင်းနိုင်ငံမှာတော့ကလည်းတရားမဝင်တဲ့လူတွေကိုစူတောင်းပေးခဲ့တဲ့အခါမှာဘုရားသခင်အဲ့ဒီနိုင်ငံမှာပဲတရားဝင်နေလို့ရအောင်ကိုတော့လုပ်ပေးခဲ့ဘူးတဲ့။ဒါကြောင့်ကျွန်တော်စူတောင်းပါတယ်အဖဒီနိုင်ငံမှာရှိနေတဲ့လူတွေကိုလည်းဒီအစိုးရမင်းနဲ့ဒီဥပဒေတွေအားလုံးကိုတော့သိပြီးသားကိုတော့လှုပ်ချင်တယ်လို့လှုပ်လို့ရပြီးသားဖြစ်တယ်။ဒါကြောင့်ဘုရားသခင်သူတို့ကိုတရားဝင်လွတ်လွတ်လပ်လပ်သူများလို့မျက်နှာမော်ပြီးလိုက်စင်ကိုင်ပြီးသွားလို့ရအောင်ဘုရားသခင်ကူညီမဆပါကိုတော့ရှင်ဘုရားကျေးဇူးပြုတော်မူပါဘုရားသခင်မိဘဆွေမျိုးသားချင်းတွေနဲ့ဝေးနေလို့သားသမီးတွေနဲ့ဝေးနေလို့မောင်နှမတွေနဲ့ဝေးနေလို့ဒုက္ခရောက်နေတဲ့သူတွေအိုးသူတို့မိသားစုတွေနဲ့ပြေလည်အောင်မဆပေးပါမိသားစုနဲ့အစင်မပြေတဲ့သူတွေဆွေမျိုးတွေနဲ့အစင်မပြေတဲ့သူတွေခက်ခဲနေတဲ့သူတွေအတွက်ကျွန်တော်ဆုတောင်းပါတယ်ဘုရားရှင်အမြန်ဆုံးမဆပါပြေလည်တဲ့အခွင့်ကိုပေးပါဘုရားဟိုဘုရားကမိဘကိုမထောက်ပံ့နိုင်လို့စိတ်ညစ်နေတဲ့သူတွေမိဘအကျွေးတက်တာကိုတည်င်းကြပြီးပြန်မပေးနိုင်တဲ့သူတွေဒီကနေမကူညီနိုင်လို့စတောကရောက်နေတဲ့သူတွေကျွန်တော်ဆုတောင်းပေးရဖဖခင်သူတို့မိဘတွေဆွေမျိုးတွေကိုပြန်ကူညီနိုင်တော့သူများပြည့်စေပါယေရှုနာမနဲ့ကောင်းချီးပေးပါတယ်အိမ်တော်ရေးမပြေလည်လို့စိတ်ညစ်နေတဲ့သူတွေအိုးကိုယ့်ရဲ့အိမ်တော်နဲ့ခွဲခွာပြီးနေရလို့ဝမ်းနည်းနေတဲ့သူတွေအတွက်ကျွန်တော်ဆုတောင်းပါတယ်ဖခင်ရှင်သူတို့ခက်ခဲတွေကိုပြေရှင်းပေးပါအထူးသဖြင့်မဆပါကိုတော့ကျေးဇူးပြုတော်မူပါဖခင်ဒါရင်နာမကဘူးသူတို့ရဲ့စိတ်နှလုံးထဲမှာခံစားနေရတဲ့အရာတွေကျွန်တော်မသိရင်လည်းကိုတော့သိတယ်သူတို့စိတ်ထဲမှာစန္ဒပြုထားတဲ့အရာတွေကိုတော့မြင်ပါတယ်ဖခင်ရှင်အဲ့ဒါအားလုံးကိုတော့ကူညီပါကျေးဇူးပြုတော်မူပါယေရှုနာမနဲ့ကောင်းချီးပေးပါ၏လက်တော်ထဲမှာစက္ကအနံပါတယ်ကိုတော်ရှင်ဘုရားအထူးသဖြင့်မဆပါကိုတော်ဘုန်းတော်ထင်ရှားဖို့ကောင်းချီးပေးပါဖခင်တစ်ချိန်လုံးကကျွန်တော်ဟာအသက်ရှင်တဲ့ဘုရားကိုမသိဘယ်သွားရမှမသိဘဝအမောင်ကျခဲ့ပါတယ်ဒါပေမဲ့ကိုတော်ကျွန်တော်ကိုကယ်တယ်လို့မျိုးသူတို့ကိုလည်းကယ်ပါဖ
ကျွန်တော်ကိုကယ်တယ်လို့မျိုးသူတို့ကိုလည်းရွေးနှုတ်ကဲတင်ပါယနေ့ညမှာကိုတော့တတ်တယ်တူပါကိုတော့ရဲ့ဘုံကိုထင်ရှားစေပါယေရှုနာမနဲ့ကောင်းကြီးပေးပါ၏ဖခင်သူတို့ကိုရွေးနှုတ်ပါကဲတင်ပါမဆပါကျေးဇူးပြုပါဒီလူတွေတယောက်မှဖခင်သခင်အထံတော်ကနေလွတ်မသွားပါမိကြောင်းကျွန်တော်ဆုတောင်းပေးပါ၏ဝမ်းမြောက်ရတဲ့အခွင့်အောင်မြင်ရတဲ့အခွင့်တိုးတက်ကြီးပွားရတဲ့အခွင့်ကိုဒီမှာမတ်တရပြီးဆုတောင်းကနေသားသမီးအရောက်တိုင်းကိုခံစားစေတော်မူပါသခင်ယေရှုနာမ၌ရိုသေစွာဆုတောင်း၍အနံပါတယ်ဖခင်အာမင်အားလုံးကျေးဇူးတင်တယ်ကိုယ့်နေရာကိုပြန်ထိုင်လို့ရပါပြီ